ကျွန်မနက်ကပြောခဲ့တယ်9 နာရီမထိုးခင်လေးမှာနည်းနည်းလေးဆွဲမယ်နော်မနေ့ပြန်ကတော့အရန်ရေးကြည့်တယ်ဒီနေ့လည်းရေးကြည့်ပါတယ်ဒါပေမဲ့မနေ့ပြန်ဆရာတို့လာမဲ့ဆရာညီကိုတွေကဒီကျွန်တော်တို့ဒေါက်တာဘန်လင်းကသူကအမေရိကတို့ North America South America မှာသူ့ဖခင်အရန်သုံးတယ်အော်ပွဲရကောင်းလောက်သုံးတယ်မနေ့ပြန်လာမဲ့Pastor Champ မှာတော့ထိုင်းနိုင်ငံမှာအရန်သူ့ဖခင်သုံးတယ်ကြောက်ရွံ့ကောင်းလောက်သုံးတယ်ဘာသာရေးသမားတော့သူ့အသိမကြိုက်ဘူးဆရာဒေးဗစ်လာလို့ပဲသူတော်တော်လေးခရစ်ယာန်ဘာသာရေးသမားတွေရဲ့လက်ခိုက်မှုတော်ခံရတယ်တော်ခံရတဲ့လူတွေမှာပါတယ်ဒါပေမဲ့ तू အရန်ကြီးထွားတယ်အခုမကြာမီမှာ तू လုံးမဲ့तू အခုစောင့်နေတဲ့ချင်းမိုင်ကဖျားကြောင်ကြီးဆိုရင်တော်တော်ကြီးတယ်ခင်ဗျတော်တော်ကြီးတယ်လူထောင်ကြီးကနန်းစမဲ့ဟာကြီး तू လုံနေတယ်ဆိုတော့သူ့လည်းဖျားအသုံးပြုတယ်နောက်ဖန် तू ရောက်လာမယ်ထိုင်းနိုင်ငံမှာ तू အားတော့အရန်နာတယ်ဘာလို့ဆို तू ပွဲတစ်ပွဲလုံရင်ထိုင်းမှာပွဲတစ်ပွဲလုံရင်အနည်းဆုံးလူကထောင်တောင်းကနန်းလာတာဆရာသူ့ကိုခေါ်တဲ့အခါမှာ तू ချစ်လွန်းလို့ तू လာတယ်နောက်ပဲမလေးရှားနဲ့လာတဲ့ဆရာအဲ့ဒီမနေ့ပြန်လာမယ် तू ကမလေးရှားလူငယ်လေးပဲဘယ်လောက်ရှိအောင်မလဲ तू 29လောက်ပဲရှိအောင်မထင်တယ်29လောက်ပဲရှိအောင်မယ်ဒါပေမဲ့မလေးရှားမှာ तू လည်းပဲဆရာတို့လိုပဲဖရားတကယ်အသုံးပြုတဲ့ဆရာတို့မြန်မာပြည်ထဲမှာအသုံးပြုတယ်ချမ်းမှုကြတော့ထိုင်းမှာအသုံးပြုတယ်မနေ့ပြန်လာမဲ့အဲ့ဒီကတော့လူငယ်ထဲမှာအသုံးပြုတယ်သူတို့ထဲမှာတော့ဆရာအသက်ကြီးဆုံးပဲအသက်ကြီးဆုံးပဲအကိုကြီးလိုပေါ့ဒါမဲ့လည်းနောက်10နှစ်မှရှင်းကြည့်လိုက်သူတို့အလကားစားတာအလကားစားဒီလိုဆရာဒီ generation တွေကိုဘုရားသခင်ဆွဲခေါ်တဲ့နေရာမှာသုံးတယ်လာမယ့်နာဂတ်မှာဒီထဲမှာအများကြီးဘုရားခင်ချီးမြှောက်မဲ့သူတွေရှိတယ်ဆရာယုံကြည်တယ်အာမင်ဒီ generation ဘုရားခင်ကြီးမားစွာအသုံးပြုလိုက်မယ်တို့တွေကိုဘုရားခင်အသုံးပြုလို့သင်တို့အနာဂတ်မှာကြီးမားစွာအသုံးခံမဲ့သားသမီးတွေဖြစ်တယ်ဆိုရယေရှုနာမနဲ့ကြေညာတယ်အာမင်ဒါပေမဲ့တခုတော့ရှိတယ်ဘလောက်ပဲဘာတွေဝေဖန်ကြဲ့ရဲ့ရှုံချပါစေကိုပြေးလန်းအောင်စက်တိုက်ပြေးဖို့အရေးကြီးတယ်ဒါတော့ဆရာအားပေးမယ်ဆရာတို့အမှုတော်ဆောင်ကလေးကရေးလေတိုက်ခိုက်ခံရတယ်ပြဿနာမရှိဘူးဆွဲတာပဲရေးလေရှေ့ဆက်ပဲသွားတာနောက်ပြန်မလှည့်ဘူးဆိုတော့ဘုရားခင်ဆက်သုံးလို့ရတယ်ဒါပဲလူတောင်သွားနာထောင်ဘာမှလုပ်လို့မရတော့အာမင်ဆိုမနက်ကဆရာပြောခဲ့တယ်ဘုရားခင်ဖန်ဆင်းတဲ့အရာတွေအားလုံးကသူ့ဟာနဲ့သူအရန်အောင်မြင်တယ်ငှက်တရားလည်းဘုရားဖန်ဆင်းတဲ့ငှက်တရားပြန်တယ်ဘုရားဖန်ဆင်းတဲ့ရေတရိษံနဲ့ရေထဲမှာအသက်ရှူလှုပ်ရှားသွားလာနိုင်တယ်မဲ့ဖခင်ကလူကိုအုပ်ဆိုးတဲ့အခွင့်ကိုပေးတယ်သူ့ရဲ့တဏ္ဍာနဲ့ညီဖန်ဆင်းတဲ့လူဒါပေမဲ့အဲ့ဒီလူကအပြည့်ကြောင့်ဆုံးရှုံးသွားတယ်ဘာဖြစ်လို့ဆုံးရှုံးသွားလဲအပြည့်ကြောင့်ဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့အခါမှာဖခင်ကသူ့ရဲ့ဖန်ဆင်းခြင်းထဲမှာဖန်ဆင်းတော်ညာလည်းပဲမအောင်မြင်ဘူးလို့ပြောလို့ရတာလူဖြစ်နေတယ်အဲ့ဒီဆုံးရှုံးသွားတဲ့လူကိုပြန်ကယ်တင်ဖို့ရန်အတွက်ယေရှုခရစ်တော်လောကကိုပြန်ကြွလာတယ်အာမင်ယေရှုခရစ်တော်လောကကိုပြန်ကြွလာတယ်ပြန်ကြွလာပြီးတော့မှကျွန်တော်တို့လာကယ်တင်တယ်ဘယ်ထက်ကနေလဲသိလားဆုံးရှုံးခြင်းတွေကနေပြန်ကယ်တင်တယ်ဆုံးရှုံးခြင်းပြောအောင်ဆုံးရှုံးခြင်းဘာတွေဆုံးရှုံးတာလဲတဲ့ကျွန်တော်ဆုံးရှုံးတာအများကြီးပဲညီကောင်မောင်မတို့ဆုံးရှုံးတာအများကြီးပဲရက်ဆက်ဆုံးရှုံးတာငွေကြေးနဲ့ဆိုင်တဲ့အရာချမ်းသာခြင်းနဲ့ဆိုင်တဲ့အရာဟာလားအလုပ်ငန်းနဲ့ဆိုင်တဲ့အရာတွေမြောက်များစွာမှာဆုံးရှုံးရတယ်အများကြီးဆုံးရှုံးရတယ်အနောက်မှာစကားတွေရမ်းများတယ်ဘယ်သူတွေများနာလဲမသိဆုံးရှုံးမှုတွေအများကြီးရင်ဆိုင်ရတယ်တို့တယ်တကယ်တော့ဖခင်ရဲ့အကြံစီအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်
အောင်မြင်ခြင်းဆိုတာကပြဿနာမရှိတာမဟုတ်ဆရာနားလည်အောင်ခုရှင်းပြမယ်အဲ့ဒီပြဿနာကကိုယ်ဘာမှလုပ်လို့မရတာအဲ့ဒါအောင်မြင်တော့သူဆရာနားလည်အောင်ရှင်းပြမယ်ဖခင်ရဲ့ design ကတို့ကိုလှုပ်ထားတာအောင်မြင်တော့သူအနေနဲ့လှုပ်ထားတယ်โอเคသင်္ဘောတိဆောက်တဲ့သူကအဲ့ဒီသင်္ဘောကြီးကရေပေါ်မှာပေါ်နေနေအောင်တိဆောက်ထားတယ်ဟုတ်လားမသိဘူးခင်ဗျဟုတ်လားသင်္ဘောကဘယ်အပေါ်မှာရှိလဲ very good ဘယ်အချိန်မှာသင်္ဘောမြုပ်သွားလဲအဲ့ဒီရေကသင်္ဘောထဲဝင်သွားရင်ဝင်လာတာများရင်မြုပ်သွားတယ်တင်းကလောကကြီးအပေါ်မှာအုပ်ဆိုးဖို့ဘုရားသခင်ခန့်အပ်ထားတယ် Come on ဒါပေမဲ့လောကအရာတွေကိုတင်းအထဲမှာတိတ်ထဲတာများရင်တင်းလောကအောက်ရောက်သွားအောင်ခဏလေးအားလုံးကြည့်အောင်တိယောခန်းကြီး9အငယ်4စကြည့်မယ်တိယောခန်းကြီး9အငယ်4တိယောခန်းကြီး9အငယ်4ဆိုတော့ဖျားဖန်ဆင်းတဲ့အရာတွေအားလုံးအောင်မြင်ရတာနဲ့သူ့ရဲ့တဒံနဲ့ညီဖန်ဆင်းတဲ့သူကရှုံးနေသွားတာသူမခံနိုင်ဘူးဥမာဗျာကျွန်တော်ပြောပြီးတော့နော် Sure Mic company ကနေပြီးတော့ဒီ Sure Mic ကဘာတမ်းမကောင်းတော့ဘူးဆိုရင်တစ်ခုလည်းမကောင်းနှစ်ခုလည်းမကောင်းသုံးခုလည်းမကောင်းလေးခုလည်းမကောင်းငါးခုလည်းမကောင်းဆိုဘာဖြစ်လာပြီလဲ complain တွေများလာရင်ဘာဖြစ်လာလဲနာမည်ပြတ်ပြီနာမည်ပြတ်ရင် community ခိုက်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုအားလုံးကဖျားကိုထိခိုက်တယ်တို့ကဘယ် company ကနေထွက်လာလဲဖျားဆိုတဲ့ company ကနေထွက်လာတာအာမင်အလုံးပြောရအောင်ဖျားသခင်သားဖြစ်တော်သူမိဒီကလောကကိုအောက်တိုက် come on လောကအောက်မှာမဟုတ်လောကအထက်မှာစိုးစံနေသူတွေလောကကိုအောင်ချင်းအကြောင်းမူကငါတို့ဤယုံကြည်ခြင်းပဲလေလောကအောင်တာဗာနဲ့အောင်တာလဲဆိုတင်မောကြီးရေပေါ်မှာရှိနေတဲ့၍ဘာမှပြဿနာမရှိမဲ့အဲ့ဒီရေကတင်မောထဲပြန်ဝင်လာရင်တင်မောမြုပ်တယ်ယုံကြည်ခြင်းဆိုတာကလောကစကားအားဖြင့်ဖြစ်လာတာမဟုတ်ဘူးဖျားစကားအားဖြင့်ပဲဖြစ်တယ်ယုံကြည်ခြင်းဖြစ်စေတာပါလေယုံကြည်ခြင်းဖြစ်စေတာပါလေဒါဆိုဖျားစကားမရှိဘဲနဲ့လောကစကားတွေတိတ်များနေရင်ရေကသင်္ဘောထဲဝင်လာတဲ့ကဲ့သို့ဒီလောကကြီးရဲ့စကားကသင်အထဲကိုဝင်လာတာများရင်လောကထဲမှာသင်ဆုံးရှုံးတော်သူဖြစ်သွားအောင်ဒီနေ့လူတွေဆုံးရှုံးတဲ့အဓိကပြဿနာကလောကစကားတွေကရေရတင်မောထဲမှာဝင်တာများတဲ့ကဲ့သို့လောကစကားတွေကတို့အထဲမှာဝင်တာများလာတဲ့အခါမှာဆုံးရှုံးသွားတယ်ဆိုခရိယန်နေပင်လေဘာလို့ဆုံးရှုံးတာလဲခရိယန်နေပင်လေဘာလို့ဆုံးရှုံးတာလဲ very simple ခရိယန်တော့ဖြစ်တယ်ခရိယန်လို့ပြောရင်ဖျားစကားကိုယုံတော်သူတွေခရိယန်လို့ပြောတာဖျားစကားနဲ့အသက်ရှင်တဲ့သူတွေခရိယန်လို့ပြောတာဒါမဲ့တို့တွေကဖျားစကားနဲ့အသက်ရှင်တာမဟုတ်ဘူးဖျားเจ้าသွားပြီးတော့မှဆရာတွေပြောတဲ့လောက်နဲ့ပဲကျင့်တတ်နေတာဆရာတွေပြောတဲ့လောက်နဲ့တို့ကျင့်တတ်လို့မရဘူးကိုယ်တိုင်ဖျားစကားကိုဆွဲလန်းတော်သူဖြစ်ရမယ်ဖျားစကားကိုယုံတဲ့ဥမာဆရာတခုပြောပြမယ်ဆရာဒေးဗစ်လာရဲ့လှုပ်သမျှမှာအောင်မြင်လာတဲ့အကြောင်းရင်းကိုပြောပြမယ်ဒါတော့မှအများကြီးမဟုတ်ဘူးကျမ်းစာတစ်ပိုက်ကိုပဲစတင်ဆွဲကင်ခဲ့တယ်ဆရာကျမ်းစာတစ်ပိုက်ကိုပဲဆွဲကင်ခဲ့တာဖိလိပ္ပိခန်းကြီး4ငယ်73ပါပြောလဲငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ငါတက်ဆွမ်းနေတယ်ဆိုတော့ဆရာကဘာကိုယုံကြည်ထားလဲဆိုတော့ငါကိုဖခင်ကခွန်အားပေးထားပြီးသားဒါကြောင့်ငါခတ်သိမ်းသောအမှုတတ်နိုင်တဲ့သူဖြစ်တယ်ဒါကြောင့်ငါရဲ့နှုတ်ကနေမလုံနိုင်ဘူးဆိုတဲ့စကားကိုမပြောဘူးလို့ဆုံးဖြတ်ပလိုက်တယ်
ဘယ်မှာဆုံးဖြတ်တာလဲဖခင်ရဲ့စကားပေါ်မှာတင်လွယ်နဲ့အရှုံးပေးတာဘာကြောင့်လဲဆိုတော့တင့်မှာအာမခံချက်မရှိလို့ဖခင်ရဲ့စကားတင်ရဲ့အာမခံချက်ဖြစ်ရမယ်ဖခင်ရဲ့စကားကတင်ရဲ့အာမခံချက်ဖြစ်ရမယ်ဆရာမကြားမှာဆိုလို့ပြန်ပြောမယ်ဖခင်ရဲ့စကားကတင်ရဲ့အာမခံချက်ဖြစ်ရမယ်ဆရာနားလဲအောင်ရှင်းပြမယ်ဖခင်စကားကိုတင်မယုံတတ်ရင်တင်ဆုံးရှုံးမယ်နော်အခွင့်ထူးခံနေတော့ဖခင်စကားကိုယုံခွင့်ဖခင်ပေးထားတယ်ဖခင်စကားကယုံလို့ယုံအောင်မန်းအောင်မသိတဲ့သူတွေအများကြီးရှိတယ်ဒါမဲ့ဒီဖခင်စကားကြီးကိုဖခင်သခင်တို့လက်ထဲမှာရအောင်ထည့်ပေးတယ်ဆိုတာကအချင်းလေးမဟုတ်ဘူးတို့အောင်မြင်စေချင်လို့ဟိုးတော့ကကျမ်းစာဖတ်တဲ့သူတွေသိတယ်သလားကျမ်းစာဖတ်တဲ့သူအသက်ခံရတယ်ဒါမဲ့ဒီနေ့ဒီကျမ်းစာတွေတို့လက်ထဲကိုရောက်လာတဲ့အခွင့်ကိုအသက်ပေါင်းမြောက်များစွာပေးပြီးတော့မှလက်ထဲကိုရောက်လာတာဗျမကြည့်ဗျဒါမပြောနဲ့ကျွန်တော်မြန်မာကျမ်းစာကိုရေးခဲ့တဲ့သူတောင်မှသူ့အသက်ပေးပြီးတော့ရေးသွားတာဗျသူ့အသက်ကိုပေးပြီးတော့မှသူရေးခဲ့တာဒါမပြီးမချင်း तू မပြီးတဲ့အတွက်ကြောင့် तू သိတယ်သူ့ယောဂကျွန်းနေပြီဆိုတာ तू သိတယ်ကျွန်းလာလားကျွမ်းလာလားမသိသူ့ယောဂကျွမ်းနေပြီဆိုတာ तू သိတယ်ကျွမ်းနေတာကိုတိကြီးနဲ့ तू ကဒီဟာမပြီးမချင်း तू ရေးတယ်နောက်ဆုံးဆရာပြောပြမယ် तू ထောင်ထဲမှာဆရာယူဒတန်ဒီထောင်ထဲမှာဒီကျမ်းစာကိုရေးနေတဲ့အချိန်မှာကျမ်းစာဆိုတာယူသေးမဟုတ်ဘူးဗျာကျမ်းစာဆိုတာဖတ်ဖို့ကျမ်းစာကိုတော့အရင်ယူသေးတယ်ခရိယန်ဒါပေမဲ့ကျမ်းစာမဖတ်ဘူးကျမ်းစာအောက်လေးများပြုတ်ကြရင်ဒီဘာသာရေးသမားတွေလှုပ်တဲ့ပုံစံဘာလို့အိုးဖတ်ဒီမှာဖတ်မို့ဒီမှာဖတ်ချစ်တော်ညီကိုမောင်မတို့ဖျားစကားနဲ့အသက်မရှိရင်တို့လောကကိုမအုပ်ဘူးဖျားစကားမရှိဘာစကားမရှိလဲလောကစကားတွေအားလုံးပါလဲအနုလက္ခဏာတွေပဲလောကစကားပြောလိုက်မတောင်းမတီလာဆောင်မယ်ဖျားစကားရှင်းလေးမင်းတီလာဆောင်ငါဥမတောင်းစီမယ်ဆရာဘယ်မှာဖော်ပြလို့လဲဆရာနိုင်ငံတော်နဲ့ဖြောက်မှရှင်ရှေးစွာရှာစွာတီလာအရင်ဆောင်ခိုင်းတာနောက်မှထိုးရစွာပါလဲဥမတောင်းမယ်ပြောင်းပြန်ဖျားကျွေးပြတာပြောင်းပြန်လောကစကားကြီးကပြောင်းပြန်လုံတာဖျားစကားကိုလက်မခံနဲ့ပြောလက်မခံဘူးလို့ပြောတာပဲနော်နောက်ခုပြောပြမယ်နောက်ခုပြောမယ်ရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမလွယ်နဲ့တဲ့အချို့လူကဈေးသုံးလဲမကြွယ်နဲ့တဲ့โอเคရှေးထုံးလဲမပယ်နဲ့ဘုရားသခင်ရှင်းပဲပြောတယ်မိမအိုပြောတတ်တဲ့ဒဏ္ဍိုင်စကားကိုပယ်ရှားပြစ်တယ်ရှင်းလားမသိဘူးမိမအိုပြောတတ်သောဒဏ္ဍိုင်စကားလောကကြီးမှာဘုရားစကားကိုမယုံတဲ့သူတွေအလုံးကရိုးရာနဲ့ညှိနေအဖွဲ့တွေအများကြီးဒီနေ့ထိခရိယန်ဖြစ်ပြီးတော့ယုံကြည်သူဖြစ်နေပြီလက်ထပ်ဖို့ရန်တော့ဟိုရက်ကိုရွေးရတာနဲ့ဒီရက်ကိုရွေးရတာနဲ့ဟိုကြက်ကိုတတ်ရတာနဲ့အသွေးသွန်းရတာနဲ့ဘာမှမရှိဘူးကလေးမွေးအမဲသားထောင်းရတာနဲ့ I don't know မရှိဘူးဒါတွေယုံကြည်သူမှမရှိဘူးဒါတွေပြောရင်ဆရာတေးပဲလားဆရာအလကားပြောနာမညီကောင်မောင်မတော့ဖျားနဲ့မသွားရင်ဒါတွေကအလကားအစင်မပြေဘူးဗျာဒါတွေနဲ့ကျွန်တော်သွားလို့မရတော့ဘူးဘုရားသခင်တားဖြစ်တော်သူမည်ဒီကလောကအောင်ဘာဖြစ်လို့လဲလောကကိုဘာလို့မအောင်တာလဲတို့တွေကတစ်ချိန်လုံးစိတ်တက်ကြစိတ်ပြတ်ဝမ်းနဲ့ကြေကွဲနေတဲ့အဖွဲ့တွေကလောကကိုအောင်တာမို့လောကကိုရှုံးနေတာဟယ်လိုဟိုကကြောက်ရဒီဟာကြောက်ရဟိုကစိုးရင်ဒီဟာစိုးရင်တကိုးနဲ့အသက်မရှင်နိုင်ဘူးတို့တွေကဟိုစိုးရင်ဒီကိုစိုးရင်ဟိုကကြောက်ရဒီဟာကြောက်ရဟိုဖြစ်လာမှကြောက်ရဒီဖြစ်လာမှကြောက်ဘာမှကြောက်စရာမလိုဘူးညီကောင်မောင်မတို့ဖျားရှိတယ်အဲ့ဒီဖျားကကွယ်ကာတဲ့ဖျားအဲ့ဒီဖျားကမဆားတဲ့ဖျား46ခုမြောက်သောစာလံအငယ်1မှာဘာပြောလဲဘုရားခင်ငါတို့ခိုလုံညာဖြစ်ပြီးခွန်အားကိုပေးတော်မူတယ်ဘေးရောက်သည့်ကာလအထူးသဖြင့်
ပြန်ပြောဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားတယ်ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လျက်သမုတ်တရားသို့ကျတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရေသည်ဟုံးဟုံးမြည်၍မှွင်ထောက်ပါလေစေလှိုင်းတဘိုးထသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တမြစ်ရှိသေး၏ဟာလေလုယာပြောမြစ်တမြစ်ရှိသေးတယ်ဖယားသခင်ငါတို့မဆာဖို့မြစ်တမြစ်စီးစင်းစေတယ်အမြဲတမ်းအဲ့ဒီမြစ်ကတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာကဘာကြီးကပြောင်းပြန်လှန်ဖြစ်သွားပါစေမြစ်တမြစ်ရှိသေးတယ်ထိုမြစ်သည်ဘာဖြစ်လဲအမြင့်ဆုံးသောဖယားကျင်းဝတ်ထိုမြစ်သည်စီး၍ဖျားခင်မြို့ဒီဟုသောအမြင့်ဆုံးဖျားကျင်းဝတ်တော်မူရာတန်ရှင်တော်မြို့တော်ဘာဖြစ်လဲတန်ရှင်တော်မြို့ဆိုတာဘာလို့ပြောလဲဖယားကိုလက်ခံထားတဲ့ကျွန်တော်တို့အသက်တာကိုပြောနေတာဖယားကဘယ်မြို့မှာမှမနေဘူးတင်းအထဲမှာကျင်းဝတ်ခြင်းနဲ့ဖယားတန်ရှင်တော်မြို့တော်ဘာဖြစ်လဲရှင်လန်းစေတယ်ဝိညာဉ်တော်ဆင်းသက်လာရင်တင်းပတ်ဝန်းကျင်မှာဘလောက်ပဲပြဿနာဖြစ်နေပါစေတင်းကရှင်လန်းတဲ့သူဖြစ်နေတယ်တင်းမှာဘလောက်အခက်ခဲတွေရှိနေပါစေတင်းကရှင်လန်းနေတဲ့သူဖြစ်တယ်ဟာဒီကောင်တလောက်ပြဿနာဖြစ်တာဘာဖြစ်နေတာလဲဟာအပြင်ကအရာကကိုယ့်အထဲကိုဝင်လာလို့မရဘူးလေကိုကအထဲမှာဖယားဝမ်းမြောက်ခြင်းရှိနေတဲ့အခါမှာအဲ့ဒီဝမ်းမြောက်ခြင်းကပဲအပြင်ကိုမကြခင်မှာလွှမ်းမိုးနိုင်တဲ့အခွင့်ကိုဖယားခင်ပြင်ဆင်ပေးမှာဖြစ်တယ်အာမင်ဟာလေလုယာတခုပဲကျွန်တော်အားပေးမယ်ဘလောက်ကြီးပဲပြဿနာဖြစ်ပါစေသင်အထဲမှာငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းသာရှိနေရင်မကြခင်မှာအဲ့ဒီပြဿနာသင်ရဲ့အောက်ကိုရောက်သွားတဲ့ခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်မကြမှာဆိုလို့ပြန်ပြောမယ်ဘလောက်ကြီးပဲပြင်းထန်တဲ့ပြဿနာတွေရှိပါစေသင်ကိုငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းပေးတဲ့မြစ်တမြစ်ဒီဟုသောတန်ရှင်သောဝိညာဉ်တော်စီးဆင်းခွင့်ပေးပါအမြဲတမ်းတင်မဆာမဲ့ဝိညာဉ်တော်တင်အကူအညီတောင်းပါတချို့လူတွေကဘာသာရေးသမားတွေတော်တော်များတန်ရှင်သောဝိညာဉ်တော်ပုံမှားအောင်လုပ်ပလိုက်တယ်ပုံမှားလူတွေအထင်လွဲအောင်လုပ်ပလိုက်တယ်ဒီအဖွဲ့တွေကတန်ရှင်သောဝိညာဉ်တော်ဂိုင်းနေတန်ရှင်သောဝိညာဉ်တော်ဂိုင်းနေတန်ရှင်သောဝိညာဉ်တော်ဂိုင်းနေဆိုပြီးလုပ်ပလိုက်တယ်ဒီမှာကြီးကျွန်တော်ပြောပြမယ်ကျွန်တော်ဘဝကအင်မတန်ဆင်းရဲနှုံချခဲ့တယ်ဘယ်နေ့ကနေစပြီးတော့အဲ့ဘဝလွတ်မြောက်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ထဲမှာဝင်ရောက်လာတဲ့နေ့ရက်နဲ့စပြီးတော့မှကျွန်တော်ကထူးခြားသောသူဖြစ်လာတယ်ကျွန်တော်ကရဲရင်တဲ့သူဖြစ်လာတယ်ကျွန်တော်ယူပါယုံထားရတဲ့သူဖြစ်လာတယ်ကျွန်တော်အနာကောက်ကျွန်တော်ရဲရဲပြောရဲတဲ့သူဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုအနာဂတ်လှပစေဖို့ရတော့အကောင်းဆုံးကူမပေးဖို့ရောက်လာတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာနောက်ဆုံးကျွန်တော်ပြောပြမယ်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ဘလို့နေဘလို့ထိုင်ဘလို့သွားဘလို့လှုပ်ဆောင်မလဲဆိုတာစအကုန်ပြောပြတဲ့ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာတန်ရှင်သောဝိညာဉ်တော်အထင်မမှားပါနဲ့တင်းကိုကူမဖို့သူရှိနေတာဖြစ်တယ်ယေရှုခရစ်တော်ဘာပြောဆိုငါတွားရမယ်တဲ့ဒါပေမဲ့မင်းတို့မိဘမဲ့ကဲ့သို့ငါစွန့်ပြမထားဘူးငါတန်ရှင်သောဝိညာဉ်တော်ငါစေလွတ်မယ်အခုနာကဖြစ်ပျက်တဲ့အရာတွေအားလုံးကတင်တို့သဘောပေါက်ရှင်မှာပေါက်လာတယ်ဘာသာရေးသမားတော့ကဲ့ရဲ့မှာပဲကျင်းသေးတယ်ဒါတွေကဘာဖြစ်တာလဲဘာညာပေါ့ကွယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ကိုတင်တကယ်ပဲခေါ်ဖိတ်ပါနေရာပေးကြည့်ပါတခုပဲနော်ဖះနဲ့အလုတ်လုတ်ချင်းယုံရတယ်ဒါပေမဲ့တင်ယုံတဲ့အရာဖះစကားဖြစ်ရမယ်ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ဆရာတွေပြောတဲ့အရာကဖះစကားဖြစ်ရလားဆိုတာကိုသင်တေးတေးချာချာစစ်ပါစစ်ပြီးသွားလို့ရှိရင်ဖះစကားမှတ်ပြီဆိုရင်အဲ့ဒါကိုဆွဲကင်ပါအာမင်ဆွဲကင်ပါတင်ထုကိုထုချရမယ်ဒါပေမဲ့တို့အဓိကပြဿနာဘာဖြစ်လဲဆိုတော့တို့ဘာလို့မအောင်မြင်တာလဲโอเคခဏလေးကြည့်အောင်တို့ဘာလို့ဆုံးရှုံးသွားတာလဲဒါပေမဲ့အဲ့ထက်နဲ့ဘသူတွေကအောင်မြင်လာတာလဲကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး3ကိုသွားမယ်ခဏလေးကပ္ပဦးကျမ်းခန်းကြီး3
ကပောက်ချန်ခန်းကြီး3ကိုမသွားခင်လေးမှာကပောက်ချန်ခန်းကြီး2ကိုမြန်မြန်လေးသွားမယ်ခင်ဗျကပောက်ချန်ခန်းကြီး2ကိုမြန်မြန်လေးသွားလိုက်မယ်နော်ကပောက်ချန်ခန်းကြီး2အငယ်16ကနေသွားရအောင်ကွယ်16 second ကိုသွားရအောင်16 second သွားရအောင်ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရာအပင်မှတပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုဆက်သွားထိုအပင်ဤတိကျွမ်းရအပင်မှတပါထိုဥယျာဉ်၌ရှိသမျှပင်တို့ကိုစားတော်ခွင့်ရှိတယ်ထိုအပင်ဤအသီးကိုကမစားရဘယ်အပင်အသီးကိုမစားခိုင်းတာလဲကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုမစားရဘူးကျန်တဲ့အကုန်စားလို့ရတယ်အဲ့ဒီအသီးကိုစားတဲ့နေ့မှာသင်တို့ဒီဧကအမှန်တေရမည်ဟုလူအားပြညတ်ထားတော်မူတယ်ဘသူပြောတာလဲကြည်အောင်ကြီးကိုမောင်မတော်အရန်ရေးကြီးသွားပြီဆရာဒေးဗစ်လာရဲ့ဘဝကြီးရဲ့ကြီးမားစွာပြောင်းလဲမှုကဘာလဲဆိုတော့ဖျားစကားယုံရမယ့်စကားဖြစ်တယ်ဆိုတာသိသွားတဲ့နေ့ရက်နဲ့စတော့အရန်ထူးခြားသွားတာတို့ကယုံလို့ယုံမှတော့မသိဘူးကျန်းစာတို့ပဲအများကြီးရှိတယ်ဒီကျန်းစာထိုင်ရှိခိုးနေဖွဲ့တွေအများကြီးရှိတယ်ဒီကျန်းစာကိုဂါထာလို့ရွတ်နေဖွဲ့တွေအများကြီးရှိတယ်ဆာလ23ကိုဂါထာလို့ရွတ်နေဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါဂါထာမဟုတ်ဘူးဆာ23ရဲ့အငယ်1ကနေဘာပြောလဲထရာဖြတ်သည်တို့ရဖြစ်တော်မူငါသည်ဒါခရိယန်နေအကုန်အလွတ်ရတဲ့ကျမ်းပိုက်လေးပဲညီကိုမောင်တို့ဒါပေမဲ့အဲ့ဒီကျမ်းပိုက်အလွတ်ရစေချင်တာမဟုတ်ဘူးဖခင်ကကျမ်းပိုက်ထဲကတိုးထိန်ကြီးနဲ့တင်းကိုအဆက်ရစေချင်တယ်ဟယ်လိုကျမ်းစာထဲကတိုးထိန်ကြီးနဲ့အဆက်ရသွားရင်တင်းဘဝထူးခြားသွားပြီအာမင်โอเคကြည့်အောင်ဒီမှာမစားနေတဲ့စားတဲ့နေ့မှာဧကအမှန်သိမယ်လို့လူကိုပြညတ်ထားတယ်တဲ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဖျားမှတ်ထားစာတန်လုပ်တဲ့အရာတစ်ခုပဲရှိတယ်တင်တို့ကိုဆုံးရှုံးစေခြင်းနဲ့စာတန်ကဖျားစကားကိုတန်တရားရှိအောင်အမြဲတမ်းလုပ်တယ်ဆရာပူဝင်လင်းလင်းပဲမေးရှင်တယ်ဒီမှာတော်တော်များများသောခရိယန်တွေဖျားစကားကိုစံစာဖတ်နေတဲ့တန်တရားရှိတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့စာတန်လုပ်ထားလို့ဒီနေ့လွတ်ရမယ်တင်တို့ဒီထဲမှာဆရာကိုဖော်ပြတာပြောမယ်နော်အခုဆရာတွေအခုတရားဟောရင်ယုံနေတယ်နော်ဒါပေမဲ့အိမ်ပြန်ရောက်လို့စံစာဖတ်ရင်တင်တို့တန်တရားတွေအများကြီးဖြစ်ကုန်အဲ့လူတွေရှိတဲ့တဲမှာအများကြီးပဲပြန်ပြောမယ်စံဒီအခုဆရာတို့ရှင်းပြနားလည်သွားတယ်ဝေါအာမင်ဟာလေလုယာအဖွဲ့တွေအဲ့လိုရှိတယ်အဲ့ဒါစံစာပြန်ဖတ်တဲ့အခါမှာယုံချင်တယ်ပြီးတော့ကိုစံစာမှာဖတ်ချင်တော့တဲ့အဖွဲ့လည်းရှိတယ်ဘာကြောင့်ဆိုတော့ဖတ်တိုင်းမှာတန်တရားတွေဖြစ်လာလို့ဒီထဲမှာရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါစာတန်ကအကြီးမားဆုံးသူ့ရဲ့အလုပ်ကအဲ့ဒါပဲဆိုကြည့်ဖျားစကားဖျားသားလို့ပြောရင်ဖျားစကားကိုပဲစိတ်ဝင်စားရမယ်သူတို့ကကျမ်းစာထဲမှာတို့ကိုဖျားနှစ်ခုနဲ့ပဲပြောတယ်သားနဲ့သိုးနဲ့သားနဲ့ပြောသားနဲ့โอเคသားမှန်ရင်ဘသူရဲ့စကားကိုပဲစိတ်ဝင်စားရလဲဖျားစကားအဖေရဲ့စကားကိုပဲစိတ်ဝင်စားရတယ်โอเคတိုးကြတော့လည်းပဲတိုးထိန်ရဲ့စကားကိုပဲသူတို့ကအကျွမ်းဝင်နေတဲ့တခြားအတောင်သူတို့အကျွမ်းမဝင်ဘူးဒါကြောင့်အဲ့ဒီတိုးကသူ့ရဲ့တိုးထိန်နောက်ပဲလိုက်တယ်တိုးထိန်နောက်ပဲလိုက်တဲ့အတွက်ကြောင့်ကြက်စားရအရက်ကိုတွေးရတယ် good ဆိုတော့ကပောက်ချန်ခန်းကြီး3ကိုရောက်လာတဲ့အခါမှာအငယ်1ကနေပဲသွားချင်တယ်မြန်လေးသွားရအောင်အငယ်1မှာမွေသည်လိုက်ဆုံးမွေသည်လက်ဆုပ်စပ်ဖတ်မယ်ထာဝရရှင်ဘုရားခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကာတို့ထံလိမ္မာသည်ဖြစ်၍မိမအားတင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ချစ်တော်ညီကိုမောင်တို့တေချာစဉ်းစားရအောင်စာတန်ကလာပြီးတော့မေးတဲ့မေးခွန်းကဖျားပြောထားတဲ့စကားနဲ့ဆန့်ကျင်ဘက်ပဲလာတယ်ဖျားဘာပြောလဲခုနထိုအသီးကိုမစားနဲ့စားတဲ့နေ့မှာဧကန်အမှန်သိမယ်လို့ပြောတယ်ဒါပေမဲ့စာတန်ကဘာလာပြောလဲအဲ့ point ပဲလာတာအဲ့ point ပဲလာတာဒါမှကြည့်ဘာပြောလဲမိမအားတင်တို့ဒီဥယျာဉ်နဲ့ရှိနေသောအပင်တို့၏အသီးကိုစားရသောအခွင့်
ရှိမိမငါတို့ဒီဥယျာဉ်၌ရှိမြပင်တော့အတီးကိုစားတော့အခွင့်ရှိဆက်သွားဥယျာဉ်အလယ်၌ရှိတော့အပင်အတီးကိုတင်တို့ဒီမကင်မစားပဲနေကြလို့သို့မဟုတ်သေမီဟုဖျားခင်အမိန့်တော်ရှိတယ်ပြောအမိန့်တော်ပြောအမိန့်တော်တို့ဘဝအတွက်အရေးကြီးစွာညီကိုမောင်မတို့ရဲ့တင်တို့အဖိုးခပေးပြီးလာရတာနော်ဘယ်ကနေများလာကြလဲဆရာလည်းမသိဟိုကျိုင်းတုံလားဘာတုံလဲမျိုးစွာလာတဲ့အဖွဲ့တွေရှိလိမ့်မယ်ကွယ်ခဏဒီပွဲအတွက်လာတာချီလိမ့်မှာခဏလာပြီးတော့တဲပြီးတော့လာတာလည်းဖြစ်နိုင်တယ်အလကားမပြန်သွားစေချင်ဘူးတကယ်တင်တစ်ခုခုရကိုရမယ်အာမင်ဟိုဆုံးရှုံးခဲ့တာများပြီကွယ်ဒါကြောင့်ဆရာဟိုတချင်းလေးဆရာပြီးစီအချင်းလေးဆရာဆိုတာအဲ့ဒါလေဆုံးရှုံးခဲ့တာများပြီတကယ်ရှုံးနေပြီတော်ပြီဒိတ်ပဲမဲ့တရှင်ခဲ့တာကြာလုံးခဲ့ပြီမဟုတ်လားနာကမရှိလန်းတွေပြောင်းနေခဲ့တာတိမ်များခဲ့ပြီတေချာစဉ်းစားကကြည့်ရင်ရှင်တန်တရှင်ခွင်ဒီကျေးဇူးတော်လွန်ကြီးမြတ်သည်အကျဉ်းစီကြီးမှကျွန်ုပ်အားတန်ဖိုးထား၍နှုတ်ကချစ်သည်ကျွန်ုပ်အတွက်ကားတိုင်းထက်ခံရတဲ့နာကျင်မှုထက်ကျွန်ုပ်အားဆုံးရှုံးနေလို့သူပေါ်နာကြည်ရတလားဆုံးရှုံးနေတာတို့တယ်ဘယ်မှာရှိနေလဲတို့တယ်လောကထဲမှာချစ်လွန်လို့တတ်တောင်ပေးခဲ့ပြီအခုထိကျွန်ုပ်ကိုသူပိုင်ဆိုင်ခွင့်မရှိဒီနေရာလေးရမ်းကြိုက်တယ်ချစ်လွန်လို့တတ်တောင်ပေးခဲ့ပြီအခုထိကျွန်ုပ်ကိုသူပိုင်ဆိုင်ခွင့်မရှိအခုတော့နားလေပြီပြန်လဲတိုးဝင်ခင်ရနွေထွေးစောရင်ခွင်ထဲထွေးပွေချပါကျွန်ုပ်ကိုဘယ်တော့မှလည်းမလွတ်ပါနဲ့တော့ကျွန်ုပ်ရဲ့အရာခတ်တဲ့အပိုင်စနာကိုတော့ကိုကျွေးမပေးအပါဒီနောက်ထပ်မနာကျင်စေတော့ကိုယ်တော်နဲ့ဝေးဆုံးဘယ်တော့မှထွက်မသွားတော့ဘူးအာမင်ငါဖန်ဆင်းတဲ့ကုန်းကဒီနေ့ထိရှင်သန်နေတယ်ငါဖန်ဆင်းတဲ့အရာတွေအားလုံးကโอเคတယ်ဒါပေမဲ့ငါဖန်ဆင်းတဲ့ငါရဲ့တဏ္ဍာနဲ့ညီဖန်ဆင်းတဲ့ငါလူတွေကငါ့ကိုညှင်းပယ်ကြတယ်ဒါပေမဲ့နားလေသွားတဲ့သူတွေကထူးခြားလာတယ်အခုတော့နားလေပြီပြန်လဲတိုးဝင်ခင်ရနွေထွေးစောရင်ခွင်ထဲထွေးပွေချပါကျွန်ုပ်ဘယ်တော့မှလည်းမလွတ်ပါနဲ့တော့ကျွန်ုပ်ရဲ့အရာခတ်တဲ့အပိုင်စနာကိုတော့ကိုကျွေးမပေးအပါဒီနောက်ထပ်မနာကျင်စေတော့ဘူးကိုရောနဲ့ဝေးဆုံးဘယ်တော့မှထွက်သွားတော့ဘူးအဲ့ဒီလိုပြောမဲ့သူကိုဖခင်ဆောင်းနှကြပြီချာဒါပေမဲ့တို့လှည့်စားခြင်းခံနေရတယ်အတုကိုအစစ်ထင်တယ်အစစ်ကိုအတုထင်နေတယ်ဖျားကြောင်သွားထိုင်တော့ဘာသာရေးရဖျားကြောင်သွားထိုင်တယ်ဟောပြောနေကြတာပဲ
တကယ်တင်ဝမ်းမြောက်ခြင်းရှိရလားဖျားကြောင့်ပြန်လာတင်ဝန်တို့ဝန်ပိုးတွေအကုန်ကျသွားလားတကယ်ယူပါရောအစ်စ်တွေရလာလားဖျားကြောင့်ပြန်လာကမှချမ်းမာခြင်းတွေဖြစ်လာလားတကိုးနဲ့အသက်ရှင်ဖို့ရတော့တင်အထဲမှာဖျားထက်ပေးလိုက်တဲ့အင်အားတွေနဲ့ပြန်ရှင်တန်ရတဲ့အခွင့်ရှိရလားမရှိဘူးဆိုရင်တင်ဝတ်ပြုခြင်းကိုးကွယ်ခြင်းဟာလေ religious ဆိုတာတဲ့ form of godliness but denying the power ဘာမှလို့ဆိုကိုးကွယ်ရောင်ဆောင်တယ်တဲ့ဒါပေမဲ့ကိုးကွယ်ခြင်းတကိုးမရှိဘူးတဲ့ဆိုတော့ကိုးကွယ်ခြင်းထဲမှာတကိုးရှိတယ် hallelujah ကိုးကွယ်ခြင်းထဲမှာတကိုးရှိတယ်စစ်မှန်တဲ့ကိုးကွယ်ခြင်းထဲမှာတကိုးတွေစီးထွက်လာရမယ်ရှာထရေကဘောရှိထရကပါဆရာပြောတေချာနာတော့ရှမာရိမြို့ကမိန်းမကလင်9ယောက်ရှိဘူးတဲ့မိန်းမ come on လင်9ယောက်ရှိဘူးပြီးတော့မှလက်ရှိတဲ့လင်ကသူ့လင်မဟုတ်ဘူး come on လူလောကထဲမှာဆိုတော်တော်လေးကိုနှာခေါင်းရှုံးစရာကောင်းတဲ့မိန်းမဖြစ်နေပြီ9ယောက်ကတရားဝင်ယူထားတယ်6ယောက်မြောက်ကမယူသေးပဲနဲ့အစမ်းမြည်နေတယ်ဥပမာပြောတာဒါဒီလိုပြောမှနားလည်လွယ်တာလေမြည်စားကြည့်တာပေါ့အစဉ်ပြေအဝယ်မယ်ပေါ့ဆိုတဲ့အကွက်တွေလုံနေတာအစားတောက်ပဲမြည်စားလို့ရမယ်လေလူကမြည်စားလို့မရဘူးဟယ်လိုဒါပေမဲ့ तू ကမြည်စားခံနေရတယ်အဲ့တော့ယေရှုမြင်တယ်တနာတယ်ယေရှုလူတွေကတာလက်ညှိုးထိုးနေတာသူ့ဘဝကိုယေရှုပဲသိတယ်တခါတလေမှာသူများတာတင်းရအပေါ်ရန်ကြောဖြစ်ပြတ်နောက်ကြည့်ရလက်ညှိုးထိုးရင်ထိုးလိုက်မယ်ဒါပေမဲ့တင်းရောအနားလေဆုံးကယေရှုဖြစ်နေတယ်ဟာလေလုယာဟာလေလုယာအိုရာပါစီတီယာကပါဒီဘလို့ချင်းနေပဲရှိတင်းကိုလက်ခံတာယေရှုပဲတင်းမိသားစုတော်တင်းကိုလက်ခံမှာမဟုတ်ဘူးလင်9ယောက်ရှိပြီးတော့နောက်6ယောက်မြောက်ကလည်းနင်မယူပါတော့နဲ့လားနင်ဘာဖြစ်လာလဲနင်တော်ငါမပြောချင်ဘူးဆိုတာသူ့အမေနေရာမှာဆရာနေကြည့်တာပါစဉ်းစားကြည့်တာလေနင်တော်ဘာဖြစ်လာလဲနင်ဟမ်တယောက်လည်းမ2ယောက်လည်းမ3ယောက်လည်းမ4ယောက်လည်းမ5ယောက်တော်ပြီလေနင်တို့အကွဒါရုပ်ရှင်ရိုက်မှပြမယ်ဆိုတော့ညီတော်ဖြစ်နေလားနင်လူတွေဝိုင်းပြောမယ်ဒါကြောင့် तू ရေခတ်ဖို့တောင်မှ तू ကရေအိုးလေးလာတော့ तू ကြည့်တယ်သူ့အကြောင်းသိတဲ့သူဆို तू မခတ်တော့ तू ပြန်တိုးသွားတယ်ဆိုကြာလာတော့ဘာဖြစ်လဲ तू ညင်းခွေလာပြီရေရလည်းမရှိလို့မရအောင်ရေစသုံးရမယ်လေတောက်ရမယ်လေဟန်ထမင်းပါနဲ့ချက်မှလဲလို့ပြောချင်တာထမင်းတော့မချက်ပါဘူးအဲ့ဒီနေရာဘာလဲချက်လဲရေတော့လိုတာပဲလေဆို तू ရေဦးသွားခါကြည့်လိုက်တော့အော်ငါတို့မျိုးကတယောက်မှမရှိဘူးတဲ့တယောက်တော့ရှိတယ်တဲ့ဒါပေမဲ့ငါတို့မျိုးကမဟုတ်တဲ့အတွက်ကြောင့်တော့ငါ့ကိုလည်းတိမဲ့သူမဟုတ်တဲ့အတွက်ကြောင့်လူတွေတော်တော်များများလူတွေလက်မခံနိုင်တဲ့အမှုကိုအမတ်တမဲ့ပြုတ်တတ်ကြပါတယ်မဖြစ်ချင်ပဲဖြစ်သွားတဲ့အဖွဲ့တွေအများကြီးရှိတယ် come on မဖြစ်ချင်ပဲဖြစ်သွားတဲ့အဖွဲ့တွေအများကြီးရှိတယ်သမီးလေးတယောက်လာပါတယ်9လရှိသွားပြီတဲ့9လဒီလောက်ပြောနေတန်းလန့်တဲ့သမီးရဲ့ဘာဖြစ်တာလဲကွယ်ဆရာမလည်းအားမရှိတော့ဒီလောက်နှုတ်ကပတ်တော်ပြောနေတဲ့ဒိုးလာတာဘာဖြစ်တာလဲသမီးဘာဖြစ်လို့ဖြစ်သွားမှမသိပါဘူးဆရာရဲ့ကြင်စင်သားကြီးဆေဆိုးဘူးလက်ခသူမျက်နှာကြည့်ရောလဲဘာဖြစ်လို့ဖြစ်သွားမှသိပါဘူးဆရာရဲ့နင်ဖြစ်တာတော့နင်မသိဘူးလားဆရာမေးရှင်းပေမဲ့မေးလို့လည်းမထွက်ပြန်ဘူး
ကောင်လေးကိုမေးပြန်တော့လဲမသိဘူးပါပါပါခေါ်လိုက်ပါပါဟာဒီမှာပါပါလာခေါ်တာစူဖို့နေနေတာပါပါ你把路来打嘞，就没了对不？爸爸打来地来不啊？没得，他也弄那边没得了。爸爸，他是要掉在西马表的嘛？天天都西马表的下乡些，下乡啊下这边啦，别那的多，没人下电油呢。下多了，爸爸，爸妈没漏得的有牛呢。ဒါမဲ့ဒီမှာလာနေပြီဒီကောင်တရက်ခံရုပ်ကဘာမလုပ်တတ်တဲ့ရုပ်နော်ဆရာရှောင်းပါနဲ့ကြည့်ဒီမှာထွက်လာပြီအဲ့ဒါဘယ်သူမှနားလည်ပေးနေမှာမဟုတ်ဘူးဒါမဲ့နားလည်ပေးနေတာယေရှုဘာလို့သိလားဘာဖြစ်လို့သိလားညီကောင်မောင်တို့အပြစ်ကိုလှုပ်ဖို့အားပေးတဲ့ဖခင်မဟုတ်ပေမဲ့အပြစ်သားကိုတိတ်ချစ်တာပဲသူဟာအပြစ်ကိုတိတ်မုန်းပေမဲ့အပြစ်ကတသက်လုံးနိုင်ခဲ့တာကိုတိတ်ယွန်းတယ်ဖေဟာငါရဲ့သားသမီးတို့မင်းဘာဖြစ်လို့နိုင်ယူနာလဲအဲ့ဒီအပြစ်ကိုငါဖြေရှင်းမယ်အဲ့ဒီအပြစ်ကိုငါဖြေရှင်းမယ်ခမောင်မချလိုက်အဲ့ဒီအပြစ်ကိုငါဖြေရှင်းမယ်ကွာငါသားသမီးတို့နောက်ဆက်ဖြတ်စီးတဲ့အဲ့ဒီအပြစ်ကိုငါဖြေရှင်းမယ်လောက်ဝကတဲ့မှာတက်ပြီးတော့အမှုHallelujah. Amen. ဒီမျိုးသမီးစီလာတယ်ယေရှုကတတ်သွားဆောင်းတာမှတပည့်12ယောက်ကိုပထုတ်ပလိုက်တာတပည့်12ယောက်လွယ်တယ်မထင်နဲ့ဘုရားကြောင့်အဖွဲ့တွေလိုပဲ12ယောက်ကိုပထုတ်ပလိုက်တာအစားသွားဝယ်ခိုင်းတာ2ယောက်လောက်3ယောက်လောက်ဝယ်လို့မရဘူးလားပြောလူယေရှုပေါင်းမှာ73ယောက်စာကွယ်2ယောက်လောက်သွားဝယ်လို့မရဘူးလားဘာလို့12ယောက်လုံးမြို့ထဲပို့ပြီးတော့သူတောင်ထဲနေရတာလဲဟာဘာလို့လဲဟာ come on ဖယားသခင်ကတင်းနဲ့ဒီလောက်တော့မယ်ဆိုဘသူမှပေးမသိတော့ဘူးဘာဖြစ်လို့လဲဆိုတော့hallelujahတို့ဘယ်တော့မှအရှက်မခွဲတဲ့ဖယားဖြစ်တယ်သိမချားလိုက်ဘယ်တော့မှအရှက်မခွဲတဲ့ဖယားကတို့ရဲ့ဖယားတင်းရောအရှက်ခွဲတာလူတွေတင်းရောအရှက်ခွဲတာခရိယာန်တွေလည်းပါတယ်ဒါပေမဲ့အဲ့ဒီအရှက်ကိုဖုံးပေးတာကတော့ငါတို့သိချစ်တဲ့ယေရှုဖြစ်တယ်နောက်ဘေးမှာရှိပြောတယ်ဘယ်တော့မှစိုးရင်လည်းယေရှုရှိတယ်ဟာလေလုယာဒါဝိဒ်ကဘာပြောလဲဒါဝိဒ်ကဘာပြောလဲ Let me not be ashamed let not my enemies triumph over me နည်းနည်းဘာသာပြန်မယ်အဲ့ကိစ္စLet me not be ashamed နဲ့ဘယ်တော့မှကျွန်တော်အရှက်မရပါစေနဲ့ဒါဝိဒ်ဆုတောင်းတာ Let me not be ashamed Let not my enemies triumph over me ဘယ်တော့မှကျွန်တော်ရန်သူကကျွန်တော်မနိုင်ပါစေနဲ့ Hallelujah Hallelujah တင်းကိုလေကဲ့ရဲ့ဖို့စောင့်နေသူတွေအများကြီးတင်းအောင်မြင်လာရင်တင်းနည်းနည်းလေးများအဆင်ပြေလာရင်တင်းရောဘလို့ဖဲ့ရမလဲဘလို့နာမည်ဖြတ်ရမလဲစဉ်းစားနေအဖွဲတွေအဝိမ်းမှမရှိဘူးတင်းဖျားကြောင်းထဲမှာပဲရှိတယ်တင်းရမိသားစုထဲမှာပဲရှိတယ် Hello ဒါကြောင့်တင်းအရှုံးပေးပြီးတော့ဖျားကြောင်းမသွားစရာဘာအကြောင်းမှမရှိဘူးဆက်သွားပါတင်းယုံကြည်လိုက်စမ်းပါဖျားခင်အဲ့ဒီလူတွေရှေ့မှာကျမကိုကျွန်တော်ကိုဖျားခင်ချီးမြှောက်မယ်ဖြစ်လို့ယေရှုတင်ပါလို့ပြောလိုက်စမ်းပါ Hallelujah တယောက်ထဲလာထိုင်နေပြီ
Horama City Yakaba. I tell you, now ye be bad. Wow, ye be bad. The main ma was Shamari Mew, my sheet, Shamari Mew do Mew da a chin of ma, a tin day main mao. Judah ne Shamaris that the Lausanne examining Quetara. Yeshua Judas a Lumioji. Shamaris raga. Lumiorem and name. The Raka Biari ne Judet Rajan. The Ra Pipachin can have a mule. Masasamu. Thou Judah Lupit the Yeshua Nebrama. Now she beba. Why? Papiola Dale. Teacher Mata. Payama ascend down Quechara. A saint done is Zanne Zanyani Alwa Payata the Miri Mashizia, Pa Chama Mashiu. In a Korean, I'm Yashin. The name Genosi Lare, Kaulia Kaya, Kaumalia Kaya, Kayana Kaya. Nino Matubula, Matubusia Pelo Matule Toro Balam di Shimpia, Shalese Muzava Kayali, Kaya Yachali, Kayanga Mengele Suro Kaya Amunoya, Kayan at the Wamadu Papilole, Sialemativao Kayaga, Kayanta, Mienla, Nainla, Sialemativao. What woman do it? Holalo, Nino Nayao Chilalo, me like chit this ya. A chin sim Alagasara, Era Maparo. Sia Piochina, Pio like China walkway. I mean, H. Madame Pioba, I mean, he never see a Piomason. Nataru, Mino Chin Yavili, a chin sima. Matiara. Elle. Tanene Pioshi, my Bioba, Bioba. The Ahoni is a David Allo, Tara Powder, Mago, Piandoma. And Kayana Kayan, Chijara. The woman to it. The woman to Langata Yellow, Mille Payao Yavi. Tule Payao Yavi. Nayao Salonga Payao Yatabi Be. Turo Matule, Natu de Lumai Lobisia. Lobi, that don't let us say, hallelujah. No go back on a Chile. Kryptonite, the China soda. Kryptonite, you dalu, Mashibu, Dilobe. Era, a poet like Tasso did a Piajama. Eddie, a poet, Tasso like a poet, I sent down a question. Mabioshi Muso, Pioyabi. A different Mayaudan audition yard, Tide, don't need Chia go ladder. Kryptonite, you dalu. Mashibu, Dilobe, Hilatalu, Mashibu, Daguna. The game Namale Luli. So that weapon Namale. Bolabia, Echimayaula, Asama Limitos, and Lugo Yara. Not if I said while I'm Kryptonite. Ganganari, Mashibu, Dilobe, Tashile, Maganganat, Emiaji, Quenny, Bade. Mitazu, the Zudema, Ganganat, don't push it, the Twabi. Mitazu, the Zudema, Ganganat, don't who. Who are Jerusalem, didn't know that, Judah didn't know that. I don't know. I don't want to go anywhere. So that's here about it. Kryptonite, Ganganari, Mashibu, Dilobe, Judan Swedi, Mashibu, Palutazo, Gayana Kayan Baluquenile. Dagona le Tajai, the Gego, Vietnam Hopa, Dabi Me, Akudo, Elle. Lumio Chinwile
ကွဲပြားမှုရှိလားအယောင်အသွေးစင်တွေလဲမတူမတန်းခွဲခြားမှုတွေနဲ့ကိုင်းကနာဖွဲ့စည်းလို့တီးချနေကြလို့တာလေးရနော်အရှင်နော်အဲ့တော့တာလေးမမွေးသေးဘူးလားသူတို့မမွေးကြရနေတချင်းကရှိလာတာဒါမဲ့ဒီရုပ်ကဒီရုပ်ပဲအဖွဲတည်းခိုင်ကနာဆက်ဆောင်ရလားအချင်းဆက်ဆောင်ရတယ်နော်ဆက်ဆောင်ရနော်ဆက်ဆောင် never ရနော်မိုက်လေးတူဆုံးမလားကျွန်တော်ရနော်တကယ်ရတယ်မလားမိုက်လေးပေးလိုက်ဆက်ဆောင်မိုက်လေးပေးလိုက်တီချာနေကြလို့ကိုရောဖျားကိုမြင်မဲ့အစားယူတင်ငါဝတ်စင်အဆောင်ရောင်များတခင်ဖျားပြောင်းနေပြီတော်တော်ကြာပြီပြောင်းနေတာခရစ်စမတ်မှာပြန်ပေါ်လာတယ်ဟိုးစားနဲ့ဗာလဲနွားစခွက်လေးနဲ့ပြန်ပေါ်လာတာမိုးလာကြီးခရစ်တော်တနာစရာရုပ်ဖြစ်နေတာရှင်ပြန်ထမြောက်တော့ကြားနေပြီအခုထိလဝကတ်တိုင်မှာဒီလိုလေးရှိနေတော့မယ်ယေရှုတချို့အိမ်နေမှာဟိုရှင်ပြန်ထမြောက်တော့တာကြာပြီဒါကြောင့်တို့ငယ်တုန်းကလေလှဲတန်းမှာဆိုအမြဲတမ်းလိုက်ရောင်းတဲ့ဖွဲ့တွေရှိတယ်ဆွဲကြိုးလေးလေလက်ဝါးကတိုင်လေးနဲ့အကောင်လေးပိုင်20အကောင်လေးမပိုင်15အကောင်လေးပိုင်20အကောင်လေးမပိုင်15နှကုံးပေါင်းရင်30နဲ့ရမယ်လက်ဆွဲလိုက်သေးတာအကောင်လေးမပါတာတစ်ခုကောင်လေးပါတာတစ်ခုနှစ်ခုပေးပါဘသူတွေဝဲတာလဲခရိယန်နေခရစ်တော်လက်ဝါးကတိုင်မှာထားတော့မယ်ရှင်ပြန်ထမြောက်တော့တာကြာပြီဆရာဆောင်ဆိုကြလူမိုက်ကမထွက်လာတာဟယ်လိုလုပ်ကြည့်ပါအလဲတက်လာပါနဲ့လို့ဒါဆရာဒေးဗစ်လာညီလေးဖြစ်တယ်အဖေတို့မေကွယ်လဲ Okay, so atu so me. Donai Yuda lu mashibu Dilobe helata lu mashibu Dagona le tajaye Dagego pye na mahoba Dabe me kudo akudo Donai Donai Gai ganare mashibu Dilobe Juda swedu mashibu Xia xiao hey Dagona le tajaye Dagego pye na mahoba Dabe me akudo Yo chinule Kwe chamu shila Ayang tui chinule Matu mata kwe chamu rele Ngai ngana kwe zilo Di cha ne jalo Europia go nyeme asa Yu tinga wusi asao yang ja Hallelujah
Amen 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 ပြောင်းနေပြီအကောင်လေးနဲ့ပဲမြတ်ပေါ်လာတယ်ခရစ်ယာန်နဲ့နားလေးဒီမှာအဲ့ဒါမဟုတ်ညီကောင်မောင်တော့ရှင်မြတ်ထိုင်းမြတ်တော့ကြာပြီတိတ်ချစ်စရာကောင်းတဲ့ယေရှုဟာမျိုးသမီးစီလာတယ်မျိုးသမီးစီလာပြီးတော့ရေးပေးပါဘာပြောလိုက်တာဒီလိုက်ညီကောင်မောင်မတော့မင်းမမအောင်ငါတမီးမင်းဘယ်သူလဲဆိုတာမင်းမသိသေးတဲ့အတွက်ကြောင့်မင်းလောက်ရမယ့်အရာကိုမင်းမသိသေးတာမင်းလောက်ရမယ့်အရာမင်းမသိတဲ့အတွက်ကြောင့်မင်းမလုပ်သင့်တဲ့အရာတွေလုပ်နေတာသမီးအခုငါမင်းကိုကွယ်ချင်းတင်ပေးမယ်ကျွန်တော်ဘာထင်တယ်လဲပြောဘာသာရေးတင်ပေးလိုက်တာပြောပြမယ်ဒီနေ့တော်ကောင်းကြီးဖြစ်ကြလိမ့်မယ်ဆရာပြောမယ်တခြားတော့လူငယ်လေးတယောက်ကဖျားကြောင်နေပျောက်သွားတယ်ခင်ဗျငါသားဘာလို့ဖျားကြောင်မလာတော့တာလဲကျွန်တော်အမိုင်းမှားသွားပြီဆရာကျွန်တော်အသက်တာကိုပြန်လဲပြင်ဆင်ပြီးတော့မှပြန်လာခဲ့မယ်ဆရာမင်းပြောတဲ့စကားဘာသာရေးစကားကြီးလို့ဆရာမကြားမှာဆိုလို့ပြန်ပြောမယ်ဆရာဘာပြောလိုက်လဲမင်းပြောတဲ့စကားဘာသာရေးစကားကြီးဘာလို့ပြောတယ်လဲဆရာပြောမယ်တေးရှာနာတော့ကျွန်တော်ရေမချိုးခင်အရင်တော့တန်ရှင်းလောက်ပါအောင်မယ်လို့ပြောတာနဲ့တူတူပဲတိတ်မကြောက်တယ်ခွဲတယ်ကျွန်တော်ရေမချိုးခင်အရင်တော့တန်ရှင်းလောက်လိုက်ပါအောင်မယ်ပြီးတော့မှကျွန်တော်ရေချိုးမယ်ဟမ်စဉ်းစားနေဖွဲ့တယ်ရှိဆာပလက်ကားတယ်မင်းကရေမချိုးခင်မှာမင်းတန်ရှင်းလှုပ်ချင်တာတူတူပဲကျွန်တော်တန်ရှင်းရင်လှုပ်လိုက်မယ်ဆရာပြီးရင်ကျွန်တော်ရေချိုးမယ် no ရေချိုးလိုက်စမ်းပါမင်းတန်ရှင်းသွားလိုက်မယ် the same thing တင်အကောင်းအောင်လုပ်ပြီးမှဖျားစီကိုလာမယ်ဆိုရင်တင်ဘယ်တော့မှဖျားစီရောက်တော့မှမဟုတ်ဘူးတင်ကိုတန်ရှင်းစေတာကတင်မဟုတ်ဘူးဖျားသင်ကိုတန်ရှင်းစေတာကသင်မဟုတ်ဘူးဖျားကအရှိကိုအရှိတိုင်းတိုးဝင်လာတာကိုကြိုက်တယ်ဖျားအရှိကိုအရှိတိုင်းတိုးဝင်လာတာကိုကြိုက်တယ်ဖျားရေရိုးလေးပဲသင်ယုံကြည်စိတ်ချမှာကတခုပဲသင်စိတ်ချမှာငါဖျားသခင်စီကိုအရှိတိုင်းတိုးဝင်မယ်ငါဖျားကငါကိုဆွဲလန်းနေတဲ့အရာတွေကိုအကုန်လုံးဖယ်ရှားပေးလိမ့်မယ်ငါရဲ့အသက်တာထဲမှာဆွဲလန်းနေတဲ့အရာတွေငါရဲ့အသက်တာမလွတ်မြောက်နိုင်တဲ့အရာတွေငါရဲ့အသက်တာဖုံးကွယ်ထားတဲ့အရာတွေငါရဲ့အသက်တာဟန်ဆောင်နေတဲ့အရာတွေအားလုံးငါဖျားကအကုန်ဖယ်ရှားပြီးလူသစ်စိတ်သစ်နဲ့အသက်တာအသစ်နဲ့အသက်ရှင်တဲ့ခွင့်ကိုပေးမယ်ဖျားဖြစ်တယ်ဆိုတာငါသိတယ်လို့ယုံကြည်ခြင်းနဲ့တိုးဝင်လာဖို့ဖျားအလိုတော်ရှိတယ်မင်းမလင်9ယောက်ရှိဘူးလေငါမသိပဲနဲ့ငါမင်းကိုလာစကားပြောတယ်ထင်လို့လားမင်းเจ้าငါကုန်သိတယ်မင်းခုရှိတဲ့လင်မင်းမင်းလင်မဟုတ်ဘူးဆိုတော့ငါသိပြန်တယ်ငါကအပြစ်တင်ဖို့လာတာမဟုတ်ဘူးမင်းလွတ်မြောက်ဖို့ငါမင်းအသက်တာထဲဝင်လာဟာလေလုယာဒီနေ့တို့တွေကအပြစ်တင်မှာကြောက်ပြီးတော့မှအဝေးကိုပြေးချင်တယ်ဖခင်ကအပြစ်တင်ဖို့လာတဲ့ဖခင်မဟုတ်သင်ကိုလွတ်မြောက်စေဖို့အတွက်ဒီနေရာမှာသင်ခေါ်လာတဲ့ဖခင်ဟာလေလုယာဒီ
ဒီနေ့သင်လွတ်မြောက်ရလိမ့်မယ်ဒီနေ့သင်လွတ်မြောက်ရလိမ့်မယ်အဲ့ချိန်မှာဆောက်ရယေရှုကဘာတင်ပေးပြီလဲကိုးကွယ်ခြင်းကိုစတင်ပေးပြီဟိုတောင်ဒီတောင်သွားမှကိုးကွယ်တာမဟုတ်ဘူးမင်းရှိတဲ့နေရာမှာမင်းကိုးကွယ်ခွင့်ဘုရားကပေးထားပေးတာဖြစ်တယ်ဘုရားကိုးကွယ်တော့သူတို့ဒီနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ယေရှုကဘာစတင်ပေးပြီလဲဒီရှမာရိမြို့ဟာမိန်းမတနည်းအားဖြင့်သူများနှာခေါင်းရှုံတဲ့မိန်းမသူများအထင်သေးခံရတဲ့မိန်းမသူများပြစ်ပယ်ထားတဲ့မိန်းမကိုဘုရားကဘာစတင်လဲကိုးကွယ်ခြင်းဘာကိုတင်ပေးတာလဲနေရာမဆိုင်ဘူးဟိုနေရာဒီနေရာမင်းရေတွင်းတောင်မလာရဲတဲ့မိန်းမကဘုရားเจ้าလာဖို့ဆိုဝေးသွားပြီဟယ်လိုဒါမဲ့ကိစ္စမရှိဘူးကိုယ်ကွယ်တော့သူကမင်းအခန်းထဲမှာပဲလေမင်းနှလုံးသားပါပြီးတော့အဖေရဲ့သမီးဒီဘဝကိုညင်းငွေပြီတာဒီရဲ့ချင်းနေကိုလက်မခံတော့ဘူးအသက်တော်အသက်တာနဲ့အသက်ရှင်ချင်းပြီဆိုတဲ့နှလုံးသားလေးတစ်ခုရှိရင်ဘုရားသခင်တင်အတ္တတောင်ကြီးမားသောလွတ်မြောက်ခြင်းကိုဖြစ်စေလိမ့်မယ်ဒီတရားဟောနေတဲ့အချိန်မှာ online မှာကြည့်တဲ့သူတွေအများကြီးလွတ်မြောက်နေတယ်ဆိုတာဘုရားခင်ဖော်ပြနေတယ် Hallelujah အရှိကိုရှိတဲ့တိုးဝင်လာစမ်းမှာငါသမီးကိုယ်ကွယ်ချင်းတင်ပြီးတဲ့နောက်ပိုင်းမှာဒီအမျိုးသမီးတည်သွားပြီအဲ့နာလေးတိတ်လှတာပဲတိတ်လှတာပဲတိတ်လှတာပဲလူတော်မတိုးရတဲ့မိန်းမကိုယ်ကွယ်တတ်တဲ့နေရာနဲ့စလို့မှာလူတော်မတိုးရတဲ့မိန်းမယေရှုကအချင်းမိမငါစကားကိုယုံလို့ဤတောင်တို့မလာယေရုရှလင်မြို့တို့မသွားပဲ4:21ယောဟန်ခမည်းတော်ကိုကိုးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိတင်တို့ဒီကိုမသိသောအရာကိုကိုးကွယ်ကြတယ်ငါတို့ဒီကိုသိသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူနဲ့ကယ်တင်ခြင်းအကြောင်းရှိတယ်ကိုးကွယ်သောသူမှန်သမျှတို့ဒီခမည်းတော်ကိုနာဝိညာဉ်နဲ့၎င်းသစ္စာတရားနဲ့၎င်းကိုးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိအကြောင်းမူကားထိုတို့ကိုးကွယ်သောသူတို့ကိုခမည်းတော်သည်အလိုရှိတော်မူဘုရားခင်ဒီနာဝိညာဉ်တိပြပါလားတလားအခုတင်တဲ့အတူရှိတယ်ဘုရားဘုရားခင်ဒီနာဝိညာဉ်ဒီစကားကိုဘာလို့ပြောနေသလား तू အတူရှိကြောင်တင်းကိုတတ်တည်ပြချင်တော့အခုဒီ message ပေးနေတဲ့အချိန်မှာ तू အတူရှိကြောင်ဘုရားတင်းကိုတတ်တည်ပြတော့မယ်ဒီအထဲမှာဒီနေ့ရက်မှာလာတဲ့သူတွေထဲမှာတင်မထင်မှတ်ထားတဲ့တင်အထဲမှာမပြောင်းနိုင်ဘူးဆိုတဲ့ယောဂတွေပျောက်တဲ့တက်တွေတင်တို့ရကြတော့မယ်မကြားမှာဆိုလို့ပြန်ပြောမယ်တင်တို့မပြောင်းနိုင်ဘူးဆိုတဲ့အထဲမှာရှိတဲ့နာတာရှိယောဂတွေဒီနေ့ရက်မှာအပြီးပိုင်ဖရားအကုန်ဆွဲထုတ်လိမ့်မယ်အဲ့ဒါအောစရာမလို तू အတူရှိကြောင်တင်ကိုတက်တွေပြတော့မယ်ဖရားအာမင်ကိုးကွယ်ခြင်းကိုစတင်ပေးပြီဒီမှာအကြောင်းမူကားထိုတို့ကိုးကွယ်အကြောင်းမူကားနော်ဒါလေးချက်အကြောင်းမူကားထိုတို့ကိုးကွယ်တော်သူတို့ခမည်းတော်သည်အလိုရှိတော်မူ၏ဒီရှိတဲ့နေရာမှာဘုရားကိုးကွယ်လို့ရတယ်ဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုးကွယ်တော်သူတို့သည်နာဝိညာဉ်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုအမိန့်တော်မူ၏တင်ရှင်ထဲကနေတောင်းတလိုက်တဲ့အရာကိုဘုရားမြင်တယ်အာမင်တိလာမညီကိုမောင်မတို့တင်းကိုဘုရားခင်ဒီနေရာမှာဒီနေ့ဒီနေရာမှာအလကားရှိစေတာမဟုတ်တင်းအနာဂတ်ကိုကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်စေလိမ့်မယ်တင်းရဲ့အနာဂတ်ကိုကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်စေလိမ့်မယ်တင်းမရမှာဆိုလို့ပြန်ပြောမယ်တင်းရဲ့အနာဂတ်ကိုကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်စေလိမ့်မယ်
မိန်းမကလည်းမေရှိယကြွလာတော်မူသည်ဟုကျွန်ုပ်သိပါ၏ရောက်တော်မူသောအခါကျွန်ုပ်တို့ကအလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟုရှောက်ပြန်၏ဟုတ်တော့ဟုတ်ပါတယ်တဲ့ဒီလိုမျိုးကျမကိုလွတ်မြောက်စေနိုင်မဲ့သူရောက်လာမယ်ဆိုတော့ကျမကြားဘူးတယ်တဲ့ကျမ်းစကားအရအဲ့ဒါမေရှိယပဲတဲ့ကျမလိုလူတွေပြစ်ပယ်ထားတဲ့မိန်းမမျိုးကလွတ်မြောက်ဖို့ကမေရှိယလာမှရမှာလေတဲ့သူတို့ဘာသူမျောလာလဲမေရှိယအောင်မျောနေတာဒါပေမဲ့မေရှိယကြီးကသူ့အရှိမရောက်နေတာဒီမထင်မှတောင်ကြီးကောင်မောင်မတော့ဘုရားသခင်ကိုလာနှုတ်ဆက်လိုက်မယ်တင်တခြားရတဲ့အကုန်မေ့ထားဘုရားငါ့ကိုဒီ conference မှာအသစ်တော်မူကိုပြုမယ်လို့ရင်ခုန်စွာနဲ့စောင့်တတ်ရင် come on ရင်ခုန်စွာနဲ့စောင့်တတ်ရင်ရင်ခုန်စွာနဲ့စောင့်တတ်ရင်ဖခင်ရဲ့တို့ထီချင်းကိုသင် definitely တရားကတော့ခေါင်းခံစားလိမ့်မယ်ဆရာတွေအများကြီးနိုးထားမှုတွေလုပ်လိမ့်မယ်ဒါပေမဲ့ဆရာကတော့ foundation ခိုင်ခိုင်ချပေးနေတယ်နော်အခြေခံကြကြ foundation ချပေးနေတယ်မေရှိယလို့ပြောတယ်မှာမေရှိယနက်ကခရစ်တော်ဟုဆိုလိုတဲ့ယေရှုကလည်းသင်နဲ့စကားပြောသောငါသည်မေရှိယမေရှိပင်ဖြစ်သည်ဟုမိန့်တော်မူ၏ယုံလားမသိဘူးအခုလေဆရာဒေးဗစ်လာကိုဖျားသခင်ကတုံးပြတော့သင်ကိုစကားပြောနေတယ်ဆိုတာသင်ယုံရင်ဒီနေ့သင်ထူးခြားမှုကိုရလိမ့်မယ်ဆရာဒေးဗစ်လာကစာပို့လူလင်လိုပဲသဘောထားဖျားပို့လိုက်တဲ့စာကိုသင်တို့ကိုတင်လာပေးတဲ့စာပို့လူလင်တယောက်ပဲဒါပေမဲ့အဲ့ဒီစကားတော့ဖျားစကားအမှန်ဖြစ်တယ်ဆိုတာကိုဆရာအာမခံရတယ်ကိုယ်ွယ်ချင်းကိုသင်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာဒါဆိုရင်ကိုယ်ွယ်ချင်းဆိုတာဘာလဲညီကိုမောင်မတော်အရှိကိုအရှိတိုင်းလက်ခံတဲ့ဖျားဖြစ်တယ်ဆိုတာသင်သိချင်းနံပါတ်1ပါလဲအရှိကိုအရှိတိုင်းလက်ခံတဲ့ဖျားရှိတယ်သင်မကြားမှာဆိုလို့ပြန်ပြောမယ်ကိုယ်ွယ်ချင်းမှာသင်သဘောပေါက်ဖို့ရင်တော့ပြောပြမယ်သင်ကိုအရှိတိုင်းလက်ခံတဲ့ဖျားရှိတယ်ဆိုတာသင်သိသွားချင်းကိုယ်ွယ်ချင်းအစဘာနဲ့စလဲအရှိကိုအရှိတိုင်းသင်ကိုလက်ခံတဲ့ဖျားရှိတယ်ဆိုတာသင်သိသွားချင်းကိုယ်ွယ်ချင်းပထမခြေလှမ်း come on ဒုတိယခြေလှမ်းကအဲ့ဒီကိုယ်ွယ်ချင်းရဲ့ပထမခြေလှမ်းကဘာလဲပြန်ပြောသင်ကိုအရှိတိုင်းလက်ခံတည်တာမကဘူးနံပါတ်2အဲ့ဒီဖယားကသင်ရဲ့အတ္တတာကိုအရှိတိုင်းလက်ခံယုံတယ်မကဘူးသင်ရဲ့အတ္တတာကိုမင်းဘသူဖြစ်ချင်းဆိုတော့ပါပြန်ဖော်ထုတ်ပေးလိုက်တာဘယ်လိုဖော်ထုတ်တယ်တင်လို့လဲအများသောလူတွေကတမျိုးလုံးကမင်းကိုဝိုင်းပယ်ထားပေမယ်တမျိုးလုံးကတမျိုးတည်းမဟုတ်တမျိုးလုံးကမျော်လင့်နေမေရှိယကြီးဘသူစီမှာအရင်မသွားဘူးမင်းစီကိုအရင်လာတယ်တမျိုးလုံးကဝိုင်းပယ်ထားတယ်တမျိုးလုံးကဝိုင်းပယ်ထားတဲ့မိန်းမဒါမဲ့တမျိုးလုံးကစောင့်မျှော်နေတဲ့မေရှိယကြီးတမျိုးလုံးကဝိုင်းပယ်ချင်းခံထားတဲ့မိန်းမစီကိုဘာလို့လာလဲပြောရအောင်ငါကဒီအမျိုးသမီးကဘာကိုစာငတ်တဲ့အမျိုးသမီးလဲဆိုတော့
တိတ်ကိုးကွယ်ခြင်းတဲ့အမျိုးသမီးဒါပေမဲ့မထိုက်တန်ဘူးလို့သူ့ကိုယ်သူဘသူအားဖြင့်ဖြစ်နေလဲဘာသာရေးသမားတွေကမထိုက်တန်ဘူးလို့သတ်မှတ်ထားတော့ကြောင့်မကိုးကွယ်ရတဲ့အမျိုးသမီးဒါကြောင့်ယေရှုကကိုးကွယ်ခြင်းကိုသင်ပေးတာဒီမိမဒီနေ့ဖခင်ကတင့်ကိုကိုးကွယ်ခြင်းသင်ပေးနေပြီခုဟိုဖခင်ကြောင့်ဒီဖခင်ကြောင့်ဟိုနေရာဒီနေရာသွားမှာကိုးကွယ်တာမဟုတ်ဘူးကိုးကွယ်တာနေရာနဲ့မဆိုင်ဘူးနှလုံးသားနဲ့ပဲဆိုင်တယ်ဟာလေလုယာကင်မရာလာမယ်ဆရာနီးကိုကင်မရာလာမယ်ဘာတော့လဲခဏမှတတ်တာပါကင်မရာတေချာရိုက်မယ်ဆရာ prophet ပြုမယ်လက်တွဲထားပါဒီ prophet ပြုချက်ကတကယ်ဖြစ်လာလိမ့်မယ်သင်တို့ဇနီးမောင်နှံဖခင်သခင်ပြုမဲ့အမှုတည်ရှိတယ်သင်တို့မျှော်လင့်ထားတဲ့အရာတွေမဖြစ်နိုင်တော့ဘူးလို့သင်တို့ထင်ထားတဲ့အရာတွေအကုန်ဖခင်ရှင်ပြန်ပေးလိမ့်မယ်အကုန်ပြန်ရလိမ့်မယ်မထိုက်တန်ဘူးလို့ထင်ထားတဲ့အရာတွေအားလုံးဘုရားသခင်ကမင်းဒီထိုက်တန်တော်သူဖြစ်တယ်ငါသမီးငါသားမင်းတို့ဒီထိုက်တန်တော်သူဖြစ်တယ်ဒီတို့နှစ်ယောက်ကိုဘုရားခင်လက်အလိုဆွဲထားတာကိုဘုရားဖော်ပြတယ်လက်တလို့ဆုပ်ကင်ထားတယ်ဆုံးရှုံးခဲ့တဲ့အရာတွေထဲကနေဘုရားသခင်ဟာဒီလက်ကိုရအောင်ဆွဲကင်ထားပြီးတော့မှဘုရားသခင်အောဘွေရမဆခြင်းလက်တော်ကိုတင်တို့မချခင်မြင်တွေ့ရလိမ့်မယ်တင်တို့တက်တာထဲမှာဝမ်းနေခဲ့ရတဲ့အရာတွေဝမ်းမြောက်ခြင်းဖြစ်စေလိမ့်မယ်ငိုကြွေးခဲ့ရတဲ့အရာတွေတခြင်းဆိုရတဲ့အခွင့်ကိုဘုရားခင်ပြန်လဲပြင်ဆင်ပေးလိမ့်မယ်ဒီနေ့ကနေစပြီးတော့မှ2026ထဲမှာအမှုတစ်တွေဘုရားခင်ဖော်ပြလိမ့်မယ်ဘုရားခင်နာမဘုန်းကြီးပါစေဟာလေလုယာငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးငွေရေးကြေးရေးနဲ့ဆိုင်တဲ့ကောင်းကြီးငွေရေးကြေးနဲ့ဆိုင်တဲ့ကောင်းကြီးဆရာပြောရမယ်ဘုရားဖော်ပြတဲ့အရာငွေရေးကြေးရေးနဲ့ဆိုင်တဲ့ဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်ဘုရားကဘာပြောလဲအဲ့ဒီဆုံးရှုံးတဲ့အရာအစတရားနှစ်ဆသုံးဆမဟုတ်အစတရားငါပြန်ပေးမယ်ငါသားနဲ့ငါသမီးဟာလေလုယာဘုရားခင်ကတင်းတို့တိတ်ချစ်တယ်ဆိုတော့ဖော်ပြတယ်ငါသားနဲ့ငါသမီးကိုတွားပြောပြလိုက်ဆုံးရှုံးခဲ့တဲ့အရာတွေဝမ်းနည်းခဲ့ရတဲ့အရာတွေလှည့်စားခံခဲ့တဲ့အရာတွေပြန်လာမရှိဘူးငါသားနဲ့ငါသမီးမင်းတို့ဘက်မှာငါရက်တည်တယ်ဣဇက်ကဲ့သို့ရေတွင်တူးတယ်ရေပိတ်ခါတယ်ရေတွင်တူးတယ်ရေထွက်တယ်သူများလာပိတ်တယ်ရေတွင်တူးတယ်လာပိတ်တယ်ပြဿနာမရှိဘူးဘယ်သူမှမပိတ်နိုင်တဲ့တကားကိုငါဖွင့်ထားပြီးသားမင်းရဲ့မိသားစုထဲမှာဟာလေလုယာဟာလေလုယာဒီနေ့ကစ၍ဣဇပေါ်မှာရှိတဲ့ကောင်းကြီးတင်တို့ပေါ်မှာတက်ရောက်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပေးလိုက်ပါဟာလေလုယာရေစတိုယာခါရာဘာ Thank you Lord Jesus ငါကမထိုက်တန်ဘူးဆိုတဲ့အဖွဲ့တွေရပ်ပလိုက်လင်9ယောက်ကွဲခဲ့တဲ့မိန်းမ6ယောက်မြောက်တရားဝင်မပေါင်းထားဘူးလူတွေပြစ်ပယ်ထားတယ်မင်းဒါကြောင့်ကောင်းကြီးမရှိတာနောက်10ယောက်ယူလဲကောင်းကြီးရှိမှာမဟုတ်ဘူးလို့လူများတွေပြောတဲ့ကြားမှာ तू စိတ်ပြတ်နေတဲ့မိန်းမဖြစ်ပေမဲ့ဘုရားခင်ဟာငါကြည့်မဆိုင်ဘူးငါသမီးငါကြည့်မဆိုင်ဘူးမင်းငါကောင်းကြီးပေးဖို့လာတယ်မ
မင်းငါကောင်းချီးပေးဖို့လာတယ်မင်းငါကောင်းချီးပေးဖို့လာတယ်ရှေထာရာဘာဘာစီထေလာခါပါဟာလေလုယာဟာလေလုယာငါမင်းအတွက်ငါလာတယ်ငါမင်းအတွက်ငါလာတယ်မင်းအတွက်ငါလာတယ်မင်းတို့ကောင်းကြီးဘယ်လိုရှိမှာလဲဒီလိုဖြစ်လို့ဟိုလိုဖြစ်လို့အတိတ်ကိုပြန်ကြည့်ပြီးတော့မှတင်တို့အမျိုးတွေကိုယ်တိုင်ကမင်းကောင်းကြီးမရှိဘူးလို့ပြောနေပေမဲ့ယနေ့ကနေစရတင်ဟာကောင်းကြီးရှိတော်သူဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာလိုက်တယ်Hallelujah. Hallelujah. ရေးရေးပဲတိုးဝင်လိုက်စမ်းပါဒီနေ့ငါဟာဖခင်ရဲ့ကောင်းကြီးနဲ့ထိုက်တန်တော်သူဖြစ်တယ်ပြောကြည့်အောင်ငါသည်ဖခင်ရဲ့ကောင်းကြီးနဲ့ထိုက်တန်တော်သူဖြစ်တယ် Come on ငါသည်ဖခင်ရဲ့ကောင်းကြီးနဲ့ထိုက်တန်တော်သူဖြစ်တယ် Come on ငါသည်ဖခင်ရဲ့ကောင်းကြီးနဲ့ထိုက်တန်တော်သူဖြစ်တယ်အာမင် Hallelujah. 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 ဖခင်စကားပြောနေငါတာထားပါတယ်လေစတ်ထိုရပါရေစီတီလေခေပါHallelujah. Hallelujah. တင်တို့အမျိုးထဲမှာတင်ဖျားပါမှာစိတ်အားကြီးတာကိုကဲ့ရဲ့တဲ့သူရှိတယ်အာမင်ကဲ့ရဲ့တယ်မင်းလကဘာပေါ်ရရှောက်လုံးတာလို့ပြောတဲ့သူတွေရှိတယ်ဒါပေမဲ့ဖျားဘာပြောလဲငါသားမင်းရဲ့ generation မင်းရဲ့မျိုးနွယ်ဆက်ကိုငါကောင်းချီးပေးမယ်တင်းအမျိုးမတင်းအမျိုးနဲ့အမျိုးနွယ်ငါကောင်းချီးပေးပဲတင်းရဲ့ဆွတ်တောင်းခဲ့တဲ့အရာတွေတင်းရဲ့ဝမ်းနဲ့ခဲ့တဲ့အရာတွေငိုကြွေးခဲ့တဲ့အရာတွေ hallelujah ဟာဘုရားကအော်ဘယ်သက်တည်ထူလိုက်မယ် generation by generation ဘုရားကောင်းချီးဖြစ်စေလိမ့်မယ် Thank you Lord Jesus ကျွန်တော် prophet ပြုတဲ့အရာတွေအားလုံးလိုက်မှတ်ထားအားလုံး video record လုပ်ထားသက်တည်အားလုံးပြန်ထူရတဲ့ခွင့်ဘုရားပေးလိမ့်မယ်ရှိထားအခုဆရာဒေးဗစ်လာလက်တင်ခဲ့တဲ့အရာတွေ prophet ပြုတဲ့အရာတွေအားလုံးကငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးအကြီးကျယ်ပြန်ခံစားမယ်ဖွဲ့တယ်ဆွေမျိုးတွေကစအများကြီးပြောခဲ့တယ်ဆွေမျိုးတွေကစနှိမ့်တယ်အယံပြောတယ်ဒါပေမဲ့ငါသမီးတင်းရဲ့အတ္တတာငါထူးခြားစေမယ်ကြည်ထားတယ်ကိုကွယ်တဲ့သူဘာကိုပြလိုက်တာလဲလူများတစ်မျိုးလုံးကမထိုက်တန်ဘူးလို့ပြောတဲ့မိန်းမအောင်ငါထိုက်တန်စေတယ်လို့ပြောရင်ဘသူကမထိုက်တန်ဘူးလို့ပြောရဲမှာလဲယေရှုသက်သေပြပြီဒါဆိုရင်အဲ့ဒီလိုလောက်တာကိုဖျားသိကြိုက်တယ်ဆိုတာယေရှုသိတယ်ဘာသာရေးထဲမှာငါကမထိုက်တန်ဘူးလို့ခံယူထားပြီးတော့မှစိတ်ဓာတ်ကျစိတ်ပြတ်ပြီးကောင်းကြီးတောင်မမျှော်လင့်ရတော့ဘူးအကောင်းဆုံးအရာတော့မှမမျှော်လင့်ရတဲ့သူဖျားခင်ဒီညစကားပြောနေတယ် No မထိုက်တန်လို့မင်းဘာသူပြောလဲသင်ကိုထိုက်တန်စေတာယေရှုပဲကျမ်းစာပြန်လာခဲ့ကျမ်းစာပြန်လာခဲ့မြန်လေးလာတင်းကိုထိုက်တန်စေတယ်တင်းမကြားမှာဆိုလို့ပြန်မယ်တင်းကိုထိုက်တန်စေတယ်တင်းကိုထိုက်တန်စေတယ် Come on တင်းဒီထိုက်တန်တော်သူဖြစ်တယ်ပြောတင်းဒီထိုက်တန်တော်သူဖြစ်တယ်တင်းမရမှာဆိုလို့ပြန်မယ်တင်းဒီထိုက်တန်တော်သူဖြစ်တယ်အာမင် Hallelujah တင်းဒီထိုက်တန်တော်သူဖြစ်တယ်လို့တင်းကိုတင်းဝန်ခံတတ်လာရင်ဒီနေ့စပြီးတော့တင်းရဲ့ life က changes ဖြစ်သွားတယ်ခုဖျားခင်ပြင်ဆင်ပေးထားတယ် Come on တင်းဒီထိုက်တန်တော်သူဖြစ်တယ်အာမင်ငါအသက်ရှင်တဲ့ဖခင်ကိုကိုယ်ခွင့်ရသွားပြီငါ့ကိုဖခင်ရှိတိုင်းလက်ခံပြီငါဘာကိုကြောက်ရတော့မှလဲသဘောပေါက်သွားတဲ့ဒီအမျိုးသမီးလူတွေကိုတိတ်ကြောက်တဲ့အမျိုးသမီးမကြောက်တော့ခင်ဗျာ
ရေအိုးကိုထားခဲ့ပြီးတော့မှမြို့ထဲကိုဝင်သွားတာဘယ်သူမှလက်မခံနေပါစေလက်ခံတဲ့ယေရှုရှိတယ်ဟာလေလုယာလက်ခံတဲ့ယေရှုရှိတယ်ပြောလက်ခံတဲ့ယေရှုရှိတယ်မချမ်းမဆိုလို့ထိုက်တန်စေတဲ့ယေရှုရှိတယ်ဟာလေလုယာဟာလေလုယာထိုက်တန်စေတဲ့ယေရှုရှိတယ်အာမင်ထိုက်တန်စေတဲ့ယေရှုအားဖြင့်သင်သည်ထိုက်တန်မထိုက်မတန်တာမဟုတ်ထိုက်တန်မင်္ဂလာတွေဒီနေ့ကစတော့ခံစားလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူပေးပါငါတာထငါသားကိုဖယားကဟာလေလုယာဆရာပြောရမယ်တေချာနာတော့ဆရာဒေးဗစ်လာကိုဖယားအသုံးပြုတဲ့အတိုင်းဟာလေလုယာ revivalist နိုင်ငံတကာ fire ရှေ့ထားတော့ဟိုရှေ့ထေးရကပါမထိုက်တန်တဲ့သူထိုက်တန်စေတဲ့ဖယားလူတွေမထိုက်တန်မှုပြောတဲ့သူထိုက်တန်စေတဲ့ဖယားက no မင်းတို့လူတွေပြစ်ပယ်ထားတယ်မလားအဲ့ဒီပြစ်ပယ်သွားတဲ့သူတွေအားလုံးငါအဖြစ်ငါပြောမယ်နော်မင်းရဲ့တက်တာအဖြစ်အဲ့တမျိုးလုံးကောင်းကြီးခံစားဖို့ငါလုပ်တော့မယ်ခု hallelujah hallelujah အရှိကိုရှိတိုင်းလက်ခံပြီးတော့မှငါ့ကိုအရှိကိုရှိတိုင်းချစ်ပြီးတော့မှကောင်းချီးပေးတဲ့ဖခင်ရှိတယ်ငါရဲ့အမင်္ဂလာအားလုံးမင်္ဂလာပြန်ဖြစ်စေတဲ့ယေရှုရှိတယ်အဲ့ဒီယေရှုအပြင်ငါရဲ့သက်တာအပြင်တပြည်လုံးကောင်းချီးဖြစ်ရမယ်တနိုင်ငံလုံးကောင်းချီးဖြစ်ရမယ်ယေရှုအပြင်ငါရဲ့သက်တာလွတ်မြောက်တယ်လို့ငါရဲ့သက်တာကောင်းချီးဖြစ်တယ်လို့ငါရဲ့သက်တာအပြင်မြို့တွေနိုင်ငံတွေကောင်းချီးဖြစ်ရမယ်လို့ယုံကြည်ရတဲ့သူတွေဖြစ်ပါစေမကြခင်မှာဆရာငွေချင်းနဲ့ဆိုင်တဲ့ကောင်းကြီးဆရာကျင့်ကြမယ်ဒီထဲမှာပြီးတော့မှအုတ်ချုပ်ရည်နဲ့ဆိုင်တဲ့ကောင်းကြီးပြောချင်တာနိုင်ငံခေါင်းဆောင်တွေဟာလေလုယာဆရာကျင့်ကြမယ်ဆရာကျင့်ကြမယ်နိုင်ငံခေါင်းဆောင်တွေဟာလေလုယာနိုင်ငံခေါင်းဆောင်တွေဖြစ်ဆရာကျင့်ကြမယ်ယုံကြည်သူတွေထဲမှာနိုင်ငံခေါင်းဆောင်တွေပြန်ဖြစ်လာဖို့ဘုရားပြန်ပြင်ဆင်ထားပြီးသားဟာလေလုယာဝင်ကြီးချုပ်တွေတမရတွေဒီနေ့ဆောက်ရဆရာကျင့်ကြမယ်မဖြစ်နိုင်ဘူးလာမပြောနဲ့ဖြစ်ကိုဖြစ်ရမယ်ယေရှုနာမနဲ့ဟာလေလုယာဥပဒေအားလုံးဖျက်ပြောင်းလဲပြမှာဘုရားခင်ဖြစ်တယ်ဟာလေလုယာဒီထဲမှာနိုင်ငံကိုကောင်းကြီးဖြစ်စေမဲ့သူတွေရှိတယ်လူမျိုးတွေကိုပြန်လဲကောင်းကြီးဖြစ်စေမဲ့သူတွေရှိတယ်ဟာလေလုယာယုံကြည်တဲ့သူအာမင်ထူပေးပါယုံကြည်တဲ့သူအာမင်ထူပေးပါယုံကြည်တဲ့သူအာမင်ထူပေးပါသင်ဒီထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဝိညာဉ်ချင်းနဲ့နှစ်ပေါင်းများစွာအစင်မပြေခဲ့တဲ့သူတွေအဲ့ဒီ poverty spirit ကိုယေရှုနာမနဲ့ဆရာဖယ်ရှားတယ်သင်တို့ထဲကနေသင်တို့ဘလို့စလို့မလဲဆိုတဲ့အရာတွေအိမ်မက်ထဲကနေဘုရားခင်သင်တို့စကားပြောလာလိမ့်မယ်အလုပ်လုပ်ဖို့ယူပါယုံနဲ့ပေးလာလိမ့်မယ်ဟာလေလုယာ30နဲ့စချီအောင်သူတို့ဒီမြို့ထဲမှာထွက်၍အထံတော်သို့သွားကြ၏မရောက်မီတွင်တပည့်တော်တို့ကအရှင်ဖျားအစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျင်တင်တို့မသိသောစားစရာသည်ငါ၌ရှိသည်ဟုမိန့်တော်မူ၏တင်တို့မသိသောအစာသည်ငါ၌ရှိသည်ဟုမိန့်တော်မူထို့ကြောင့်တပည့်တော်တို့ကတစုံတယောက်သောသူသည်စားစရာကိုပို့ပြီးလောဟုအချင်းချင်းမေးမြန်းကြလျင်ယေရှုကငါကိုစေလွတ်တော်မူသောသူ၏အလိုကိုဆောင်ခြင်းသူ၏အမှုတော်ကိုပြီးစီးစေခြင်းအမှုသည်ငါစားစရာဘာဖြစ်လိုက်တာလဲမထိုက်တန်တဲ့သူကိုထိုက်တန်စေတယ်လို့ပြောခြင်းဟာဖခင်ရဲ့အလိုကိုဆောင်ခြင်းဖြစ်တယ်
ဒီနေ့ဒီထဲမှာငါမထိုက်တန်ဘူးလို့ခံစားနေရတဲ့သူတွေဘယ်နှယောက်ရှိလဲငါတို့ပြင်းနေဝမ်းနေခြင်းများခံရမိတ်ဆွေယေရှုရှိစုတောင်းခြင်းဖြင့်ထန်တော်ခြင်းအင်းရဲ့အမဲနဲ့သမီးလေးသားငါသမီးတင့်ကိုဖခင်ကထိုက်တန်စေပြီတဲ့သမီးထဲမှာနှစ်ပေါင်းများစွာရှိတဲ့အရာကငါမထိုက်တန်ဘူးငါမထိုက်တန်ဘူးဘယ်သူပြောလဲငါသမီးဘုရားကပြောနေတယ်ငါထိုက်တန်စေပြီလို့ပြောရင်တင့်ကိုဘယ်သူကမထိုက်တန်ဘူးလို့ပြောရင်မှလဲတင့်ကိုထိုက်တန်စေတာယေရှုတပါးတည်းပဲရှိတယ်တင်းထဲမှာမွန်းကျက်နေတဲ့အရာတွေတရားတတထဲမှာမွန်းကျက်နေတဲ့အရာတွေပြောမထွက်တဲ့အရာတွေဝမ်းနေနေတဲ့အရာတွေခြေကွဲနေတဲ့အရာတွေမမျော်လင့်ရဘူးဖခင်ဘာပြောလဲငါသမီးတင်းကိုအဖထိုက်တန်စေပြီတင်းကိုအဖထိုက်တန်စေပြီဒီနေ့တင်းကိုဖခင်ဒီနေရာပို့လိုက်ခြင်းဒီစကားပြောဖို့ဒီစကားကိုကြားစေဖို့တင်းကိုပို့လိုက်တာဖြစ်တယ်ငါသမီးယခုပဲတင်းအထဲမှာနှစ်ပေါင်းများစွာခြေကွဲခဲ့ရတဲ့ဝမ်းနေခဲ့ရတဲ့အရာဘုရားခင်ငါသမီးဒီနေ့တင်းကိုအတစ်ဖြစ်စေပြီအတစ်ဖြစ်စေပြီအတစ်ဖြစ်စေပြီတင်းရဲ့ဝမ်းနေရကာလကုန်ဆုံးပြီဝမ်းနေရကာလကုန်ဆုံးပြီဝမ်းနေရကာလကုန်ဆုံးပြီလူတွေရှေ့မှာပြုံးရည်နေပေမဲ့တင့်ရင်ထဲမှာငိုကြွေးနေရတဲ့အရာကိုဘုရားခင်ကဒီနေ့တင့်ရဲ့နောက်ဆုံးပဲဖြစ်တယ်ဟာလေလုယာရေစတ်ထိုယာဘာရေဘိုစီတီယာကဘာငါတို့တွင်ဆုံးစံနောက်ရှာခြင်းငါတာစေရဒုက္ခရှိသလား Hallelujah ဘယ်ခါများစိတ်မပြတ်စေ Thank you Lord Jesus ဆုတောင်းလေတော်ချင်ပါဘုရားဘာပြောဆိုငါသားလေးမင်းရဲ့မိသားစုထဲမှာမရဘူးတဲ့ကောင်းကြီးမင်းရဲ့မိသားစုထဲမှာမရှိခဲ့ဘူးတဲ့မင်္ဂလာတင်းအားဖြင့်စပြီးတော့ဖြစ်စေမယ်ရှင်တဲ့ကနေဖရားရဲ့ကျွန်တော်မိသားစုကျွန်တော်အပြင်ကောင်းကြီးဖြစ်ခြင်းတယ်လို့ပြောတဲ့ဆုတောင်းတောင်းငါကြားတယ်ငါသားတဲ့ကျွန်တော်မိသားစုကျွန်တော်ဒီလိုအလုပ်ပေးခြင်းတယ်ဆိုတာတွေငါသားတင်မပြောပေမဲ့အဖတည်တယ်ဒါကိုဖရားအယမ်းချစ်တယ်ငါသားရှတ်တဲ့ကဘိုရှိတီယာကဘာတင်မိသားစုထဲမှာတင်ဟာကျွယ်ဝတော်သူတင်မိသားစုဘလို့ထားခြင်းလဲဘလို့ထားခြင်းလဲဆိုဖရားသိတယ်ဒီနေ့အစာရဖရားခင်တင့်ထဲမှာဉာဏ်ပညာကိုပေးလိမ့်မယ်လှုပ်ဆောင်တဲ့စွမ်းတတ္တိတွေပေးလာလိမ့်မယ်ယခုပဲကျွယ်ဝခြင်းကိုတားပေါ်မှာချိန်ညာတယ်အဲ့ဒီတားဟာမိသားစုမှာတစ်ခါမှမရဘူးတဲ့ကျွယ်ဝခြင်းကိုရရှိခံစားတဲ့တားဖြစ်လိမ့်မယ်ဟာလေလုယာအလုံးမတတ်ထားအောင်ညီကောင်မောင်မတော်ဒီနေ့ဆက်ရဲရဲကြီးတွန်းဝင်လိုက်စမ်းပါငါဒီထိုက်တန်တော့ဖြစ်တယ်ပြောရအောင်ဆုတောင်းတဲ့အခါမှာစတင်ကြွေးကြော်မယ်ငါဒီထိုက်တန်တယ်ဟာလေလုယာကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တော့သူဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ငါရဲ့ဝန်ခံခြင်းနဲ့အားလုံးကောင်းကြီးဖြစ်ပြီဟာလေလုယာငါမိသားစုပေါ်ကောင်းကြီးပေးတဲ့အရာတွေအားလုံးငါမိသားစုမှာကောင်းကြီးတွေစီးဆင်းလာပြီတခါမှမရဘူးတဲ့မင်္ဂလာတွေရရှိပြီဖြစ်တယ်တခါမှမစင်စားဘူးတဲ့မင်္ဂလာတွေငါစီရောက်ရှိလာမှာဖြစ်တယ်ယုံကြည်တဲ့သူအာမင်ထုမေးရဟာလေလုယာဟာလေလုယာဘုရားရှင်ဒီကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ် Thank you Lord Jesus Thank you Lord Jesus
ဟောရာပါစေတေယကအာလောခဏလောလက်ဝမြောက်လက်ခဏလောဖယားကိုယ်ွယ်ချရအောင်ခဏလောဟာလေလုယာထိုက်တန်စေတဲ့ဖယားရဲရဲပြောလိုက်စမ်းပါရဲရဲဆုတောင်းစားရဲရဲခုဆိုတော့တင်ဆုတောင်းတဲ့ຢာတွေတင်းရဲ့တက်တာမှာအကုန်ဖြစ်လာလိမ့်မယ်ဟာလေလုယာထိုက်တန်စွာနဲ့ဆုတောင်းပါထိုက်တန်သောသူတွေနဲ့ဆုတောင်းပါတင်းရဲ့မိသားစုကောင်းကြီးပေးပါတင်းရဲ့အနာဂတ်ကောင်းကြီးပေးပါတင်းရဲ့လုပ်ငန်းတွေကိုကောင်းကြီးပေးပါဟာလေလုယာတင်းရဲ့လုပ်ငန်းတွေကိုကောင်းကြီးပေးပါတင်းရဲ့လုပ်ငန်းတွေကောင်းကြီးပေးပါဘာလုပ်ငန်းမှမရှိဘူးဆိုရင်မကြာခင်မှာတင်းဥဆောင်မဲ့လုပ်ငန်းအသစ်ကိုယေရှုနာမနဲ့ကြေညာတယ် Hallelujah Thank you Lord Jesus Thank you Lord Jesus Thank you Lord Jesus Hallelujahဖျားသခင်အမွေခံတယ်ယေရှုနာမနဲ့ဖျားခင်တို့အတွက်ပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုသိမ့်ပိုက်မယ်သိမ့်ပိုက်မယ်ပြောလိုက်စမ်းမသိမ့်ပိုက်မယ်ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမျက်နှာသာရခြင်းကောင်းကြီးယနေ့ကျွန်ုပ်ပေါ်မှာကျွန်တော်မိသားစုမှာကြင်ညာလို့ပြောရအောင်ဟာလေလုယာ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 အခုမကိုတော့တားသမီးတွေပေါ်ပါငွေချင်းနဲ့ဆိုင်တဲ့ကောင်းကြီးကိုကြင်ညာတယ်ချမ်းသာခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးကိုကြင်ညာတယ်မျက်နှာသာရခြင်းကောင်းကြီးကိုကြင်ညာတယ်လုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးကိုကြင်ညာတယ် fillစတဲ့မနှုတ်ကနေဖွင့်ပြကြွေးကြော်ပါ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 တင်းဝန်ခံတဲ့အတိုင်းတင်းတိုင်းကြားရောက်လာလိမ့်မယ်စီးဆင်းလာလိမ့်မယ် receive it receive it receive it hallelujah Thank you Lord Jesus Hallelujah ဝိညာဉ်တော် celebrate ကြီးမဆိုအလုံးလုံးလေးမယ်မနက်ဖြန်စောစောကျွန်တော်ပြန်လာပါမနက်ဖြန်မှာအောပွဲရဆက်ပြီးတော့မှဝိညာဉ်ထဲမှာနစ်မျောကြမယ်ဝိညာဉ်မြည်ထဲမှာစီးဆင်းကြမယ် Hallelujah ဝိညာဉ်တော်ရဲ့စီးမျောခြင်းထဲမှာကျွန်တော်သွားကြမယ်ဆုကျေးဇူးအသစ်တွေရရှိလိမ့်မယ်ဆုကျေးဇူးအသစ်တွေရရှိလိမ့်မယ်သင်မမြင်နိုင်တဲ့ຢာတွေစတင်မြင်လာနိုင်လိမ့်မယ်သင်မကြားဘူးတဲ့ຢာတွေရှားလိမ့်မယ်အိမ်မက်ထဲကနေဘုရားစကားလာပြောလိမ့်မယ်သင်တို့တော့ထိတဲ့ຢာတွေသင်မြင်တွေ့ရလိမ့်မယ် Receive itကြေညာတယ်ငါယေရှုအဖြစ်အောင်မြင်တော်သူ Hallelujah ကြာရှုံးမဲ့သူမဟုတ်ဘူးကြာရုံနဲ့သူမဟုတ်ဘူးယေရှုအဖြစ်ငါအောင်မြင်တော်ယခုပင်အသစ်တော်ဆုကျေးဇူးHallelujah အသစ်တော်မင်္ဂလာတွေကိုကြီးညာတယ်ကိုတော်သမီးဆုံးရှုံးခဲ့တဲ့အရာတွေဆုံးရှုံးခဲ့တဲ့အရာတွေဆုံးရှုံးခဲ့တဲ့အရာတွေ Thank you Jesus အစတရားပြကြီးညာတယ်ငါယေရှုအဖြစ်အောင်မြင်
ထားတယ်ဒီနေ့နှုတ်ကပတ်တော်တင့်တော်ဖြစ်တယ်တင့်ကိုတင့်မထိုက်တမှုမထိုက်တမှုမထိုက်တမှုပြောနေရတယ်ယေရှုနာမနဲ့ဖေရှာဟာလေလုယာယာရေပိုရှေတေယာကာဘာဘာဘာ Thank you Lord Jesus Hallelujah Thank you Lord Jesus Fireကြီးမဆိုအသုံးပြုလိုက်မယ်။ဒီကိုကြီးမဆိုဖျားအသုံးပြုလိုက်မယ်။မထိုက်တမှုဆိုတဲ့အရာတွေယနေ့အစတော့ဖေရှာ။ဒီနဲ့မဆိုင်ဘူး။ဒီကထိုက်တန်တော့သူဒီအမျိုးတွေကတင့်ကိုပယ်ပါစေ။ဒီကိုဖျားကချီးမြှောက်ပြီးဖြစ်တယ်။ထိုက်တန်တော့သူဖြစ်ကြောင်းသိရတတ်တယ်ဆိုလိုက်မယ် Thank you Lord Jesus Fire Resa toya ba 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 re Come here Resa tore bo shiti yakaba Thank you Lord Fire Shut up, fire! Hallelujah.
တမ်းမှကျွယ်ဝတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်သူမိသားစုတစ်ခါမှမလုပ်ဘူးတဲ့လုပ်ငန်းတစ်ကိုသူ့ကိုဖျားပေးလိမ့်မယ်ယခုမင်းငွေချင်းနဲ့ဆိုင်တဲ့ကောင်းကြီးကိုချိန်ရတယ် Hallelujah 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 To God be the glory To God be the glory To God be the glory ကိုတော့တောက်တကယ်ချစ်တယ်ဆိုရင်တောက်စကားလာပြောပါလို့ဒီသားပြောနေတယ် Yeah Hallelujah ကျွန်တော်တော့မထွက်ဘူးဖို့ကိုတော့အသက်ရှင်နေဖျားဆိုကျွန်တော်စကားလာပြောပါ Yeah တာရဲ့ဒီမှာဆူတောင်းတဲ့တောင်ဖျားကကြားတယ်ငါသားတင်းတာထိုက်တန်စေတာကအဖဖြစ်တယ်တင်းရဲ့တက်တာထဲမှာမလွန်ဆန်တဲ့အရာတွေကောင်းတာသိတယ်မလုံနိုင်ဘူးမကောင်းတာသိတယ်မရှောင်နိုင်ဘူးကြိုးစားစရာမလိုငါသားငါရဲ့တကိုးတော်ကတင်းကိုစုံနေစေငါရဲ့တကိုးတော်တင်းထဲမှာစတင်အလုံးလုံးတဲ့ခါမှာတင်းဆွဲလာတဲ့ຢာတွေယခုပဲ Hallelujah လွတ်မြောက်စေပြီ Hallelujah Thank you Lord Jesus Thank you Lord Jesus Thank you Lord ဒီရတတ်တာထဲမှာဆုတောင်းနေတဲ့အရာတွေကိုရိုနာညောင်းမနာညောင်းတော့ဘူးလားကြာနေပြီလေဆုတောင်းခဲ့တာသမီးကိုမေ့နေပြီလားသမီးကအပြစ်ရှိလို့လားမဟုတ်ဘူးငါသမီးအချိန်ရောက်လာပြီအခုအချိန်ရောက်လာပြီငါသမီးအခုပဲအဲ့ဒီမင်္ဂလာတင်ထဲမှာပြည့်တဲ့တဲ့ပြီနာရှိအဖြစ်ငါအောင်မြင်တော်သူဘုံမဘီအနာဂတ်တွေရင်ကုန်စိတ်လို့ရှာတယ်အောင်မြင်ခြင်းတွေငါကိုချလို့လေဘုံတဲ့တွေမြင်တွေဖို့မချတော့ဘူးငါယေရှုအပြေအောင်မြင်တော်သူအမှုတွေမြင်တွေ့ဖို့ပြောရအောင်သိမချတော့ဘူးငါယေရှုအပြေအောင်မြင်တော်ဘုရားပြောတယ်ငါသမီးကိုကြော်မသွားနဲ့ငါသမီးကိုကြော်မသွားနဲ့မြန်လေးလာငါသမီး Hallelujah သမီးလူငယ်တွေအများကြီးသမီးနောက်ကိုလိုက်နာဖျားဖော်ပြတယ်သမီးဆုတောင်းထားတဲ့အရာကလူငယ်တွေသမီးအဖြစ်ပြောင်းလဲရမယ်လို့ဆုတောင်းထားတဲ့အရာဟုတ်တယ်မလားငါသမီးရဖျားသခင်ကငါသမီးအဖြစ်လူတွေအများကြီးလွတ်မြောက်တဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးလိုက်မယ်သမီးအဖြစ်ဖျားကအမှုတစ်တွေစတင်ပြုလိုက်မယ်ဖျားအဖြစ်လူငယ်တွေဖျားကတည်းကအတုံးပြုချက်မဲ့လူငယ်တွေအများကြီးမူရစေဝါလောင်းကစားတဲ့အနေလွတ်မြောက်လိုက်မယ်အဲ့ဒါသမီးရဲ့ဆုတောင်းတာယနေ့ပဲရပြီဖြစ်ကြောင်းချိန်ညာအပြာကိုတော့ယေရှုတင်တယ်ဒီနေ့ကိုတော့ရှင်ဖျားပြုမဲ့အမှုတင်များအတွက်ယေရှုတင်တယ်မနေ့ကမှတာရွေးကြီးတော်မူပြုမဲ့ဖြစ်တော့ယေရှုတော်ချီးမွမ်းတယ်ပြန်မဲ့လမ်းခီကောင်းချီးပေးပါလူရှိဖျားရှိမှမျက်နာရစေပါယနေ့ကြခဲ့တဲ့မျိုးစေ့အပင်ပေါက်တော့တီးတီးစေပါယခုပင်ပရောဖက်ပြုရှင်ဟာထဲမှာစတင်မနေရာကြပြီဖြစ်တော့ကြောင့်ယေရှုတော်ချီးမွမ်းတယ်ကျေးဇူးကြီးတဲ့ဝန်ခံနာမတော်ကောင်းချီးပေးလေသခင်ယေရှုနာမနဲ့ကိုတော်သားသမီးတယောက်မချမ်းမှာကောင်းချီးမင်္ဂလာကိုကြီးညာပေးလိုက်ပါရရှင်ဖျား